ငန်းစီပွားရေးဟာတစုတစ်ဖွဲ့နဲ့ဘလို့မှရှေ့ဆက်လို့မရဘူးအဲ့ဒါကိုလည်းစစ်တပ်အားပေးထောက်ခံသူတွေသိရမှာဖြစ်တယ်အဲ့ဒီအစိမ်း channel တွေအားလုံးနဲ့သိရမှာဖြစ်တယ်ငါတို့ဒီနိုင်ငံရေးအစိမ်းနိုင်ငံရေးတစ်ခုတည်းနဲ့နိုင်ငံရှေ့ဆက်လို့မရဘူးနိုင်ငံဒီနီပြပွားစိမ့်အားလုံးရှေ့ဆက်မယ်နိုင်ငံရေးအောင်မြင်မှုမျိုးမရသေး၍ကျွန်တော်နိုင်ငံဟာဘယ်ပါတီဘယ်မင်းဘသူပဲတက်နေကျွန်တော်တို့ခွေးဖြစ်နေဦးမှာပါပဲဗျအဲ့ဒါပြောတာပါဒီကိုမောင်တော့အစိမ်းနိုင်ငံကြီးလို့ဒါဆွေးနွေးသွားတာပေါ့နော်ကျွန်တော်ကတော့မင်းအွန်လိုင်းကအစိမ်းနိုင်ငံကြီးတော့မဟုတ်တော့သူ့နိုင်ငံကြီးကိုသူသွားတော့မှာတည့်ရပလားဘာလို့ဆိုအစိမ်းထဲမှာလဲသူအခုဖြုတ်ထုတ်ရှင်းနေအခုသူလုံနေတယ်လေကိုမောင်ဗျာဒီမှာဟိုနေဝိုင်းပြီးတော့ဆဲနေကြတမုံနေကြပြန်လာရင်မရှိတဲ့စပင်းတို့ဗျာရိုင်းတပင်းချင်းတည့်ရပလားဟိုနှုတ်မယ်တို့ဘာဖြစ်တယ်တို့ဒါတွေလည်းပြီးရင်ကျွန်တော်တို့အခွင့်အရေးသမားတို့ဘာလို့လဲပြောသိလားအဲ့တော့ကိုမောင်လည်းတက်လာဆိုခုနကကျွန်တော်စကားလမ်းကြောင်းလေးဖြတ်ပြီးကိုမောင်ကိုကျွန်တော်တစ်ချက်လောက်မေးခြင်းတယ်ကျွန်တော်တို့ဒီအရှုပ်ရှင်းထဲမှာဝင်ပါခဲ့တဲ့အချိန်တုန်းကနော်ရိုးသားတဲ့တိုင်းပြည်ချစ်စိမ့်နဲ့ပါခဲ့တာလားအခွင့်အရေးလိုချင်လို့အခွင့်အရေးသမားအဖြစ်ဟိုလူတွေဟိုဗိုလ်ချုပ်တွေကိုလိုက်ဖားဟုတ်လားဒီလူတွေကိုလိုက်ဖားနော်လိုက်ဖားပြီးကိုယ့်ရဲ့ဂုံတိတ်ကောက်အောက်ကိုအမိုက်ပုံးတွေကိုပြစ်ထည့်ပြီးတော့အခွင့်အရေးလိုချင်တဲ့အတွက်ကျွန်တော်တို့တွေဒါမျိုးတွေပါခဲ့တာပြီးရင်နောက်တစ်ချက်ရှိသေးတယ်ကျွန်တော်တို့တွေဒါမျိုးပါရနေမှာကျွန်တော်တို့ကဦးမင်းအောင်လှိုင်ကြီးကိုဟုတ်လားရာသက်ပံရင်မြစ်တခင်အရှင်ဘဝရှင်မင်းတရားကြီးခေါင်းဆောင်ကြီးဖြစ်ဦးမင်းအောင်လှိုင်ဘာပဲလုပ်မှန်နေတယ်ကောင်းနေတယ်ဆိုပြီးဦးမင်းအောင်လှိုင်ကြီးနဲ့စစ်တပ်ကြီးကိုထောက်ခံပါပဲဆိုပြီးကျွန်တော်တို့ပြောဆိုပြီးတော့ပါခဲ့တာနည်းနည်းတော့လောက်ပါအောင်ကိုကျွန်တော်ပဲပြောနေရတယ်ကိုချိုဘာကြောင့်လဲတော့မသိဘူးကိုချိုကျွန်တော်တော့အခုကျွန်တော် join လိုက်တဲ့အချိန်မှာကိုချိုတော့မမြင်ရတော့အေးပါရှိပါသေးကိုချိုပြောတဲ့မိကုန်းလေးကကျွန်တော်ကိုယ်လည်းဖြည့်ချင်တာတိတ်ကောင်းတဲ့မိကုန်းဗျာကိုချိုပြောတာမေးတယ်အဲ့မိကုန်းကျွန်တော်စောင့်နေတာခွင့်ရေးလေးရလို့ကျွန်တော်ဖြည့်ချင်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီနိုင်ငံရေးထဲမှာပေါ့ဗျာနော်ပထမဆုံးဒါကိုချိုနဲ့ကိုသရိုးစောပေါ့နော်ရှင်လုံးသွားနေတဲ့သူတွေပေါ့ဗျာနော်နောက်ထုံးတော့ကျွန်တော်တို့တွေထပ်ဆက်လက်ပြီးတော့ဝင်လာတယ်ဝင်လာပြီးတဲ့နောက်မှာဒီလိုမျိုးပေါ့နိုင်ငံရေးနဲ့ပတ်သက်ပြီးကျွန်တော်ဘာကြောင့်မို့ရက်တရားလဲဆိုလို့ရှိရင်နံပါတ်1ချက်ကတော့မတရားမှုပေါ့ဗျာနော်ဟုတ်တော့မတရားမှုဆိုတာတစုတစ်ဖွဲ့ကနေပြီးတော့ဘယ်လိုခေါ်မလဲဆိုအုပ်စုများပြီးတော့ကြံတဲ့ပတ်ချမ်းမှာပေါ့ဗျာနော်ဟိုအားနေတဲ့ဘက်ကိုအနိုင်ချက်အားနေတဲ့ဘက်ကနေကျွန်တော်ရက်တည်လိုက်တာပဲဝင်နေပြောကျွန်တော်တတိပုတ်ကလာပြင်ပေါ့နော်ပထမအားနေတဲ့ဘက်ရက်တည်ရဆိုတာကအစိမ်းနောက်ထပ်ဗျာကြံတဲ့အမြင်မတူတဲ့သူတွေအများကြီးရှိတယ်ဒါဒီအမြင်မတူတဲ့သူတွေအများကြီးဟာတစ်ဖက်အဖွဲ့ဘယ်လိုခေါ်မလဲဆိုတော့တစ်ဖက်ဒီတော်လိုင်းရေးအားပေးထောက်ခံသူတွေပေါ့ဗျာနော်အဲဒီတော်လိုင်းရေးဆိုတဲ့အုပ်စုတွေရဲ့ခေါ်မဆိုလို့ရှိရင်အနိုင်ကျင့်ခြင်းပြောဆိုခြင်းနဲ့ခံရတဲ့အခါမှာသူတို့စီကအမှန်တရားကိုကျွန်တော်တို့ရှာဖွေခြင်းတယ်ဥပမာဖြစ်ဗျာနိုင်ငံတစ်ခုမှာပေါ့မတရားမှုနဲ့ထောင်ကျတယ်ပဲဖြစ်သူ့မှာရှေ့နေငါးလို့မနိုင်လို့ရှိရင်ကျွန်တော်တို့ဒီနိုင်ငံတော်ဆိုရကနေပြီးတော့ရှေ့နေငါးပေးတယ်ဒီလိုပဲကျွန်တော်တို့ဒီဘက်အစိမ်းအားပေးထောက်ခံတဲ့သူတွေဘက်ကနေပြီးတော့အမှန်တရားကိုကျွန်တော်ရှာဖွေတယ်ရှာဖွေပြီးတော့ကျွန်တော်တို့တွေလုံနိုင်တဲ့အစွမ်းပေါ့ကျွန်တော်တို့ရဲ့ weight ကိုသူတို့ဘက်ကနေပြီးတော့ရက်တည်လိုက်တဲ့အခါမှာပြသွားပြီးတော့အမှန်အမှားကိုစင်ကျင်သုံးသပ်လာနိုင်ဖို့ပေါ့ဒါနံပါတ်1ချက်ပေါ့ဗျာနော်နံပါတ်2ချက်အနေနဲ့ကကျွန်တော်တို့ဒီဗိုလ်ချုပ်တွေကိုဖားဖို့ဆိုတာလည်းဆိုလို့ရှိရင်ကျွန်တော်တို့ကိုချိုတို့ဆိုတာဘယ်သူမှကတ်เสียရမလို့ပဲနဲ့ရက်တည်နိုင်တဲ့သူတွေပါနော်နောက်တစ်ခုကဗျာကိုချိုဆိုလို့ရှိရင်လည်းလုံနိုင်တဲ့စွမ်းအင်ကတော်တော်ကြီးပါတယ်ကျွန်တော်ကြည့်တာပေါ့နော် FBI ကိစ္စတွေဆောင်ရွက်တာတွေကအစနိုင်ငံရေးစကားပြောတွေကအစတော်တော်လေးကိုနိုင်ငံရေးကိုသိပ္ပံနီးကြဥပမာဥပမေရရင်လည်းပြောနိုင်တဲ့သူတယောက်ပါအဲ့တော့ကိုချိုအနေနဲ့အဲ့ချိန်မှာအနီဘက်ကရက်တည်ပြီးတော့တော်လိုင်းဘက်ကရက်တည်လိုက်မယ်ဟေ့ဆိုရင်တော့မှပဲဒီထက်ပို့ပြီးတော့နာမည်10ဆလောက်ကြီးထပ်သွားအောင်ဒါပေမဲ့ကိုချိုအနေနဲ့ဒီလူတွေဘက်ကပါဒီဘယ်လိုခေါ်မလဲအစိမ်းပေါ့ဗျာနော်အစိမ်းပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီဘက်တော်လိုင်းမဟုတ်တော့တော်လိုင်းအပိထောက်ခံတဲ့သူမဟုတ်တဲ့သူတွေဘက်ကကိုချိုဘာကြောင့်ရက်တည်လဲဆိုတာဒါကိုချိုလည်းကျွန်တော်နဲ့ဒီမှာချင်းတူလို့ဖြစ်ပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့ဒီဘယ်လိုခေါ်မလဲဒီဗိုလ်ချုပ်တွေကိုဖားဖို့ဆိုတာလည်းဆိုလို့ရှိရင်ကျွန်တော်တို့တွေရဲ့အမှန်တရားပေါ့အားလုံးအမှန်တရားကိုဗတ်မြသွားစေချင်ပြီးတော့စကားဝိုင်းတစ်ခုကိုရောက်သွားစေချင်တာပါအခုကျွန်တော်တို့မျှော်မှန်းထားတော့ဗတ်မြတဲ့အခြေအနေကိုရောက်ပြီးတော့ကျွန်တော်ကတော့သုံးသပ်တယ်နောက်တစ်ခုကကျွန်တော်တို့ထောက်ခံရမှာကနိုင်ငံကိုကြည့်ရမှာနိုင်ငံတော်မျက်နှာကိုကြည့်တာနံပါတ်1ချက်ဖြစ်ပါလိမ့်မယ်အဲ့ချိန်မှာကျွန်တော်တို့ဒါဗျာအားလုံးပေါ့ဒီပေါ့တော်လိုင်းကြီးကအားလုံးနိုင်သွားတယ်ဟိဆိုလို့ရှိရင်နိုင်ငံပျက်စီးသွားနိုင်တယ်အဲ့တော့နိုင်ငံမပျက်စီးဖို့ကနံပါတ်1နိုင်ငံမပျက်စီးဖို့ကတက်မလို့ရှိရမယ်သိထားရမှာကစစ်တပ်ကိုထောက်ခံတာနဲ့အဘကိုထောက်ခံတယ်မတူဘူးဆိုတော့သိရမယ်ဒါပေါ့တော့ကျွန်တော်တို့ကနိုင်ငံတော်ကိုမပျက်စီးစေချင်ဘူးနိုင်ငံတော်မပျက်စီးဖို့ဟာကျွန်တော်တက်မလို့ဟာရှိလို့ရှိရမယ်တက်မလို့ရှိရဒါပေမဲ့တော့တက်မလို့ထောက်ခံတာနဲ့တေချာတကတော့ဒီတက်မလို့ကောင်းဆောင်ပေါ့ဒါပေမဲ့တက်မလို့ထဲမှာမကောင်းတဲ့သူကမကောင်းသူတော့ကျွန်တော်ပြောရမယ်မဟုတ်ဘူးလားဗျာနော်အဲ့တော့ဒါကြီးလာတာပါလို့ကျွန်တော်အဲ့ဒါလေးဆက်ပြောတယ်ခုနကကိုမောင်ပြောတဲ့အတွေးအခေါ်ယူဆပါဗျာတက်မလို့ဆိုတာဟိုရှိကိုရှိရမယ်ပေါ့နော်
အဲ့တော့ကျွန်တော်တို့ကဒီနေ့စစ်တပ်ကအကြောင်းပြောလို့ရှိရင်ဒီတစ်ဖက်ကဒီစစ်တပ်ကိုဘာပဲဖြစ်ဖြစ်ဟိုထောက်ခံနေတဲ့လူတွေပေါ့ဗျာသူတို့မှာကစစ်တပ်ရဲ့နော်စစ်တပ်ရဲ့ဒီဥပဒေတွေရဲ့စီမင်းစည်းကမ်းတွေရဲ့နော်ပြီးရင်စစ်တပ်ရဲ့ဒီဘျူရိုကရက်ရန်နေရရဲ့ပြီးရင်စစ်တပ်ကိုအုပ်ချုပ်တဲ့ဒီစစ်ဗိုလ်ချုပ်တွေရဲ့ဒါတွေကိုသူတို့ကနေအကန့်ချင်းတကန့်ချင်းတပိုင်းချင်းနေသူတို့ကမခွဲခြားနိုင်ဘူးဗျာနော်ပြီးရင်စစ်တပ်တစ်ခုရှိရမဲ့အနေထားနိုင်ငံရေးမှာနော်ဒါတွေကိုလည်းမခွဲခြားနိုင်ဘူးသူကလူအရင်တော့ကျွန်တော်တို့တစ်ဖက်ကတစ်ချိန် LLD ပါတီနောက်လိုက်တွေကိုပြောသလိုပေါ့ဒီပုတ်ကိုဆွဲပေါ့နော်သူတို့ကသူကဥမရောက်လည်းသူတို့ကရင်းမြစ်အရှင်ဘဝရှင်မင်းတရားကြီးအလောင်းဖျားတို့ဘာလို့နေရစားနှိုင်းတာဗျာဟုတ်လားတပင်းရွှေထီးတို့ဘင်းအောင်တို့ဒါစစ်တပ် lobby တွေပြောနေတာကြားနေတာကျွန်တော်စိတ်မကောင်းဘူးတဲ့အဲ့တော့ခုထားလိုက်ပါတော့အဲ့တော့စစ်တပ်ကိစ္စပေါ့ကျွန်တော်လည်းစောင်းမလေးတစ်ပုတ်လေးကျွန်တော်မပြောဘဲနဲ့ကျွန်တော်ရေးရတာရှိတယ်နော်နိုင်ငံတိုင်းဟာစစ်တပ်နဲ့အတူမွေးဖွားကြတာဗျစစ်တပ်မရှိဘဲနဲ့နိုင်ငံဆိုတာမရှိလားဟုတ်တယ်ဗျနော်အဲ့တော့အဲ့ဒီစစ်တပ်ကပဲအဲ့ဒီနိုင်ငံကပဲအဲ့ဒီစစ်တပ်နဲ့အတူမွေးဖွားတယ်နော်အဲ့ဒီစစ်တပ်ကပဲအဲ့ဒီတိုင်းပြည်အချုပ်အခြာအာဏာတည်မြဲဖို့အတွက်ကိုအဲ့ဒီစစ်တပ်ကပဲကာကွယ်ရတာ defense လုပ်ကြတာဒါပေမဲ့ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံတိုင်းကစစ်တပ်တွေကအတူတူပဲလားတဒန်းတည်းပဲလားဆိုတော့မဟုတ်ကြဘူးဟုတ်တယ်ဗျလားသူရဲ့အတိုင်းပြည်ရဲ့အခြေအနေသူဘာညာပေါ့ဗျာထားလိုက်ပါတော့နော်ဒါတွေကတော့ရှိမယ်ဒါပေမဲ့ဒီလိုမျိုးနိုင်ငံတစ်ခုအတွက်မရှိမဖြစ်လိုအပ်တဲ့စစ်တပ်မှာခေါင်းဆောင်ကောင်းရှိဖို့လိုတယ်နော်စစ်ဗိုလ်ချုပ်ကောင်းရှိဖို့လိုတယ်ပြီးတဲ့ရှိနေတဲ့စီမင်းစည်းကမ်းဥပဒေတွေကောင်းတွေရှိဖို့လိုတယ်နော်အဲ့တော့အဲ့ဒီဟာတွေရှိပြီးတော့အဲ့ဒီဥပဒေစီမင်းစည်းကမ်းတွေကိုဒီခေါင်းဆောင်ကောင်းစစ်ဗိုလ်ချုပ်ကနေပြီး enforce လုပ်ရမယ်အသက်သွင်းရမယ်အသက်ဝင်အောင်လုပ်ပြီးတော့စစ်ဗိုလ်စစ်သားတွေကိုနော်ဂုံတိတ်ခါရှိနဲ့ဟုတ်လားရက်တီနိုင်အောင်ပေါ့ဗျာနော်ဒါမျိုးတွေကိုလောက်ရမယ်ဟုတ်တယ်ဗျအဲ့တော့အခုကျွန်တော်တို့တိုင်းပြည်မှာရှိတဲ့စစ်တပ်ပေါ့ဗျာဥပမာကျွန်တော်တို့တိုင်းပြည်အပါအဝင်အခုဖွံ့ဖြိုးတိုးတက်ပြီးတဲ့နိုင်ငံကြီးတွေရဲ့စစ်တပ်ကိုကျွန်တော်တို့အခုကြည့်လိုက်နော်အဲ့တော့ဖွံ့ဖြိုးတိုးတက်ပြီးဆိုတဲ့နေရာမှာဟိုအနောက်နိုင်ငံမှာရဲ့အရှေ့နိုင်ငံမှာရဲ့မဟုတ်ဘူးလားတရုတ်စစ်တပ်ကိုကြည့်မလားရုရှားစစ်တပ်ကိုကြည့်မလားအမေရိကန်စစ်တပ်ကိုကြည့်မလားနော်ဟိုဗြိတိန်တို့နော်အခုနေတဲ့ဖင်တို့ဒီဘယ်စစ်တပ်ကိုပဲကြည့်အဲ့တော့သူတို့အမေရိကန်တို့ဘာလို့နဲ့ထောက်ပြရင်ကျွန်တော်တို့အရင်ဝေးပါအောင်မယ်နော်အဲ့တော့သူတို့နဲ့နီးတယ်အခုသူတို့သွားပြီးတော့အတိမဲ့ယူတယ်တရုတ်ပြည်ရဲ့စစ်တပ်ကိုပဲကြည့်ဟုတ်လားတရုတ်ပြည်ရဲ့စစ်တပ်ကတရုတ်နိုင်ငံရဲ့နိုင်ငံရေးမှာ direct ပါဝင်ပတ်သက်ခွင့်ဘယ်တော့မှမရှိခဲ့တရုတ်ပြည်ရဲ့ရင်ကျမှုနှစ်ပေါင်း9000နော်ကာလမှာတရုတ်ပြည်ရဲ့စစ်တပ်ကနိုင်ငံရေးမှာ direct ပါဝင်ပတ်သက်ခွင့်မရှိခဲ့ဘူးနော်ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံတွေအားလုံးကစစ်တပ်ကနိုင်ငံရေးမှာပါဝင်မပတ်သက်ကြဘူးပတ်သက်လို့မရဘူးလို့ကျွန်တော်မပြောဘူးเนาะအမေရိကန်နိုင်ငံမှာစစ်တပ်က direct မဟုတ်ဘူးတွဲ white တဲ့နီးနဲ့ပါဝင်ပတ်သက်နေတယ်เนาะဒီကိစ္စတွေမှာเนาะသူတို့ရဲ့ဒီ institute သူတို့ရဲ့ဒီဌာနဖွဲ့စည်းဝင်ကြီးဌာနဖွဲ့စည်းပုံဆိုင်ရာတွေကြည့်ယာရုဦးနေကြည့်တာကြည့်ပြီးရင်သူတို့ရဲ့ CYS စနေဟုတ်လား military industry ရဲ့ complex ဘာတွေပဲဒါတွေကြည့်ဖို့သူတို့တွဲ white တဲ့နီးနဲ့တွားတာเนาะတရုတ်မှာဆိုလို့ရှိရင်လည်းတထေးလည်းတွေကြော်လို့မရဘူးကွန်မြူနစ်ပါတီကိုဟုတ်လားဒီစစ်ကိုချုပ်တွေလည်းကြော်လို့မရဘူးသူတို့ကအဲ့တော့နိုင်ငံရေးမှာ direct ပါဝင်ပတ်သက်မှုမလုပ်ရဘဲနဲ့တွယ်ဝိုက်တဲ့နီးနဲ့ပဲသူတို့ကနေတယ်နော်အဲ့တော့ဖွံ့ဖြိုးတိုးတက်ပြီးတဲ့နိုင်ငံတွေအားလုံးကိုကြည့်လိုက်စစ်တပ်တွေအကုန်လုံးကဒီတိုင်းပဲဘယ်စစ်တပ်မှနိုင်ငံရေးမှာ direct ပါဝင်ပတ်သက်မှုသူတို့မလုပ်ဘူးဟုတ်တယ်အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံမှာကြတော့ကြည့်ပေါ့ဗျာနော်စစ်တပ်ကနိုင်ငံရေးမှာ direct ပါဝင်ပတ်သက်တဲ့အထီကိုတိုင်းပြည်ရဲ့အခြေအနေကကျွန်တော်တို့ဘာမှမပြောသေးဘူးเนาะဒါပေမဲ့ကိုလုပ်ရမယ့်အလုပ်ကိုကပိုင်နိုင်လုပ်ပြီးတော့စံပြအဖွဲ့အစည်းတစ်ခုဖြစ်ထားရမှာပေါ့ဗျာဟုတ်တယ်မလားအခုကြားတဲ့အခါကျတော့ခင်ဗျစစ်တပ်ကြီးတစ်ခုလုံးကအကျင့်ပြတ်ခြားစားနေတာဒါတွေကလက်တွေ့အမြင်မှာဟုတ်လားအဲ့ဒါတွေကဘာလို့ကျွန်တော်တို့ရသူနာတကာတွေလို့တော့အောက်ခြေအုပ်ချုပ်ရေးမှုတွေဟုတ်လားဘိုလ်ကြီးတွေဘုံမှုတွေကိုကျွန်တော်တို့အပြစ်မပုံချနိုင်ဒါတွေကခေါင်းမလုံးလို့မိုးယူတာရွှေသမီးတွေကမင်းတကားထွက်ဟုတ်တယ်မလားဒါကသူတို့အပေါ်ကလူတွေဒီလိုသူတို့ကို train နေလို့ဒီလိုမျိုးလှုပ်ခွင့်ပေးခဲ့လို့ဒီလိုမျိုးတီဆောက်ခဲ့လို့ဖြစ်လာတဲ့ကိစ္စတွေအဲ့တော့ဒီနေ့မြန်မာနိုင်ငံမှာလက်ရှိနေတဲ့စစ်တပ်ကြီးကအကျင့်ပြတ်ခြားစားသွားပြီဗျာကျွန်တော်တို့အဲ့တော့ဒီလိုဂုံတိတ်ခါရှိတဲ့စစ်တပ်ဟေးငါတို့တပ်မတော်သားတွေကွာနော်ပြည်သူလူထုကလမ်းမှာတွေ့လို့ရှိစလေးပြူရမယ်ဟုတ်တယ်မလားဒီလိုငါတို့ကတိုင်းပြည်ကိုကာကွယ်နေတယ်နော်တကယ်ဂုံတိတ်ခါရှိတဲ့စစ်သားတွေဖြစ်ဖို့အဲ့လိုစစ်တပ်မျိုးဖြစ်ဖို့အတွက်ကိုကျွန်တော်တို့တိုင်းပြည်မှာအခုကလိုအပ်နေတာအဲ့တော့ဒီနေ့အကျင့်တက်ခြားစားနေတဲ့တိုင်းပြည်ကိုဒီစစ်ဗိုလ်ချုပ်တစုနဲ့နော်ဒါကိုမောင်နဲ့ပြောတဲ့အတွက်ကျွန်တော်စစ်ဗိုလ်ချုပ်လို့မထည့်တော့ဘူးစစ်ဗိုလ်ချုပ်ရင်ကြီးလေးပဲထည့်ပေးလိုက်နော်ဒီလိုမျိုးအကျင့်တက်ခြားစားနေတဲ့ဒီတကိုးခိုင်းကောင်းဆောင်တွေကဒီအုပ်ချုပ်နေတဲ့စစ်တပ်ကြီးကိုကျွန်တော်တို့ပြင်လို့မရဘူးနော်ခေါင်းဆောင်တစ်လူတစ်တွေနဲ့ပဲတမတော်တဲ့စစ်တပ်တဲ့ဂုံတိတ်ခါရှိတဲ့စစ်တပ်ကြီးကိုကျွန်တော်တို့ကတီထောင်လို့ရမှာဒါကကိုမောင်ခုနကစစ်တပ်နဲ့ဖြစ်လို့ပြောတဲ့ပြဿနာပေါ့နော်အခုကျွန်တော်ဒီခေါင်းစဉ်ပေးထားတဲ့မင်းအွန်လိုင်းရဲ့ခဲတလုံးဆိုအခုကျွန်တော်လည်းပြောတော့တိုင်းပြည်ရဲ့စီးပွားရေးဗျာ NLD လက်ထက်အုပ်ချုပ်လာတဲ့ခင်မှာဟုတ်လားအကောင်းမကတိနော်တိုင်းပြည်ကိုအခုမင်းအွန်လိုင်း
အခုယူလိုက်တယ်နော်ယူလိုက်ပြီးတော့သူအတွင်းပြင်ရန်သူတို့သူအကုန်ရှင်းတယ်ဟုတ်လားကြံခံရေးထဲမှာသူစစ်တပ်ထဲမှာခုနကကျွန်တော်ပြောခဲ့တော့ဗျအကုန်ရှင်းပြီးတဲ့အခါကျတော့ကိုမောင်လည်းကျွန်တော်အဲ့ဒါမေးကြည့်ချင်တယ်သူဘယ်လိုပုံစံမျိုးတောင်းမလဲဆိုတော့သူကတမရဆက်လို့မှာနော်ဘရင်ယူဆိုတဲ့အခါကျတော့ဟုတ်တယ်ရရချီရာကြီးလည်းတွေ့ပါရဲ့ဗျဘရင်ယူချက်အေးဘာနည်းမြန်မာနိုင်ငံမှာရှိတဲ့စစ်ကောင်းဆောင်တွေတော်တော်များဘရင်ယူတာနော်တဲ့ဗျလားဖျားတွေဆိုလေတွေ့လားခင်ဗျာထိုင်ပြီးတော့ရှစ်ခိုးလိုက်တာဖုန်းကြီးဆိုလဲထိုင်ပြီးဒါပေမဲ့ကျွန်တော်ကဒီဘော်ဂါမဂင်းနာတို့ပါလို့ဟိုဖက်ပြီးသွားတဲ့အတွက်ဒါတွေကအထူးဆန်းမဟုတ်တော့တဲ့ဗျလားဖျားတွေများတခါလဲတဲပြန်ပြီးဒါတို့ကျွန်တော်မြန်မာပြည်၄ခေါက်ပြန်တဲ့အချိန်မှာခင်ဗျာပကံလိုဖျားတွေနော်တကယ်နာမည်ကြီးဖျားတွေမှာမီးမပူဆောင်နိုင်ဘူးဟမ်ခင်ဗျာဘလောက်ဒီဘဝပြက်လဲမင်းအောင်လိုင်းကြောင့်ဘာလူတွေဘလောက်ဒီဘဝပြက်သွားလဲဆိုတော့ဒီပကံတို့အခြားနေရာတွေမှာ tourist တွေမလာတော့တဲ့အတွက်ပြည်ရင်းပြပနော်မလာတော့တဲ့အတွက်အမှလှုပ်ရှားနေတဲ့ဟလာဖျားလာဖူးတဲ့ကလေးလေးတွေနေလူတွေကိုလိုက်ပြီးတော့ရှင်းပြတဲ့ကလေးလေးတွေစားရမရှိမိဘတွေကိုရှာကျွေးနေတာဗျာအခုဆိုစစ်ထဲခေါ်သွင်းသွားပြီပေါ့ဟုတ်တယ်ဗလားဒီလိုမျိုးတွေရှိတဲ့အချိန်မှာမင်းအောင်လိုင်းဖျားကြီးမှာကောက်ပြီးတော့တခါတည်းတဲပြီးတော့ဖင်မှုအောင်ထောင်နေတာပဲရှစ်ခိုးတာဟမ်ဖုန်းကြီးကိုတခါတည်းဖင်မှုအောင်ထောင်ပြီးတော့သူတို့ကဒီနမတမိုင်းကိုတေချာပက်ချင်အဲ့ဒီဘူကျုပ်ပါနမပြင်းနေတာဖျားလောင်းနေသူတို့ကဘယင်ယူတာတွေမဟုတ်ဘူးဖျားဖြစ်ဖို့ပါယူနေကြတဲ့လူတွေပြောရလို့ရှိရင်ရလာတီရက်ကိုပဲကြည့်မှာပဲသူတို့ရဲ့တွေးတော်သူတို့ရဲ့တစ္ဆာဆိုတာတွေသူတို့တန်တယ်ငါဒီခေတ်မှာဒီလိုကောင်းအောင်လုပ်ခဲ့နော်ငါတန်တရားမှာငါဖျားဖြစ်ဖို့တည်းရပါဖြစ်ဒါတွေအကုန်လုံးပါတယ်ဖက်ကြည့်ဒီအဲ့တော့မင်းအောင်လိုင်းကဘယင်ယူနေမဟုတ်ဘူးဖျားပါယူနေတဲ့လူဒါပေမဲ့ तू လောက်တာတွေဟာတလွဲဖြစ်အဲ့တော့ तू အခုအတွင်းပြင်ရန် तू အကုန်ရှင်းလိုက်ပြီတော့ဗျာရှင်းပြီးတော့ तू ရေကောက်ပွဲ तू လုပ်မယ်တရားမျှတပြီးတော့လွတ်လပ်မှုမရှိတဲ့ရေကောက်ပွဲနဲ့ तू ဆက်ပြီးတော့ तू ခြိတက်မယ်ပေါ့ तू တမနာလုပ်မယ်ပေါ့လုပ်တဲ့အခါကျရင်ဒီချမ်းကန်ရေးပါတီနဲ့သူ့နိုင်ငံကို तू ကဘလို့နိုင်ငံရေးလမ်းစဉ်မျိုးဟုတ်လားဘလို့နိုင်ငံရေးဝါဒမျိုးကိုကင်ပြီးတော့ तू ကခြိတက်မှာလဲဆိုတော့ကျွန်တော်စဉ်းစားကြည့်တယ်စဉ်းစားကြည့်ရဆိုတဲ့အခါကျတော့နော်အမျိုးသားရေးဝါဒပေါ့ဗျာနော်မျိုးသားရေးဝါဒကနိုင်ငံတိုင်းမှာရှိကြတယ်မရှိလို့မရဟုတ်လားအစိုးရောက်တာနဲ့အစိုးမရောက်တာပဲကွာတယ်အဲ့တော့ဒီအမျိုးသားရေးဝါဒမှာဥပမာဖြင့်ဒီလက်ရအမျိုးသားရေးဝါဒဆိုလို့ရှိရင်သူတို့ကဟိုခုနလိုမျိုးပေါ့ဗျာသူတို့ရဲ့ဒီလူမျိုးကြီးဝါဒရဲ့သူတို့ကြောတော့နောက်ခံယူမယ်ပြီးတဲ့အခါကျလို့ရှိရင်အရင်ရှင်စနစ်ပေါ့ဗျာနော်အရင်ရှင်စနစ်နဲ့ပြီးတဲ့အခါကျရင်စစ်တပ်ပေါ့နော်စစ်တပ်ကိုကြောတော့နောက်ခံယူမယ်နော်ဒါဟိုဂျာမနီတို့ဟုတ်လားအီတလီတို့ဟိုဂျပန်တို့မှာဒါဖြစ်ခဲ့တယ်ဖြစ်စဉ်တစ်ဖက်နောက်တစ်ချမ်းကျတော့လက်ဝဲအမျိုးသားရေးဝါဒပေါ့နော်လက်ဝဲအမျိုးသားရေးဝါဒcommunism socialism ကိုကြောတော့နောက်ခံယူမယ်ပြီးရင်တောင်သူလယ်သမားဘာညာပြည်သူလူထုဟုတ်လားဒါမျိုးတွေကိုသူတို့ကကြောတော့နောက်ခံယူမယ် socialist စီးပွားရေးစနစ်နဲ့သူတို့ကချိတက်မယ်ဒါလက်ဝဲဒါအမျိုးသားရေးဒါဝါရီတွေအခုမင်းအောင်နိုင်ကြတော့ကျွန်တော်ကြည့်ကြည့်တာ तू ကစစ်တပ်ကိုကြောတော့နောက်ခံယူတယ်ပြီးတော့အခုစစ်တပ်ကြီးစိုးရေးဝါဒကိုပြန်ပြီးတော့အသက်သွင်းတယ်တစ်ဖက်မှာကြတော့ဒီမဘာသာဆိုတဲ့ဒီအစွန်းရောက်တွေပေါ့ဒီတစိတ်ကိုတအိတ်လုံးနေတဲ့နေအစွန်းရောက်တွေပေါ့နော်ဒီလိုမျိုးဒီလက်ရဆုံးအမျိုးသားရေးဝါဒီကိုလည်း तू ကနေကြောတော့နောက်ခံယူတယ်ဗျာနော်ယူပြီးတော့စီးပွားရေးစနစ်ကိုကြတော့ तू ကsocialist ဝါဒနဲ့တွားမယ်ဗျာအဲ့တော့ကျွန်တော်စဉ်းစားကြည့်တော့ဦးနေဝင်းရဲ့ဒီအညမညလမ်းစဉ်နဲ့တောင်မှပဲ तू ဟာပို့ပြီးတော့ complicate ဖြစ်နေတယ်လို့မျိုးပဲဒီလား तू တွားမဲ့လမ်းကြောင်းအခုကျွန်တော်ကြည့်နေတာတိုင်းပြည်ကိုအမောင်ထုတွေကို तू ကလုံးနေဆွဲခေါ်သွားမယ်လူဗျာဒီလားနောက်တစ်ခုကခဏလေးပေါ့နော်ကျွန်တော်ပြောဒီ socialist ဝါဒဆိုရင်လေနော် socialist ဝါဒဆိုတာကိုမောင်လဲဖင်လန်မှာနေတာပဲ social democrat ဟုတ်လား Sweden Norway social democrat ဒီလို social democrat နိုင်ငံတစ်ခုဖြစ်ဖို့ socialist ဝါဒကိုအကောင့်ထဲဖို့ဆိုတာအစင်တန်းရှိတဲ့နိုင်ငံသူနိုင်ငံသားတွေယဉ်ကျေးမှုပြည့်စုံတဲ့နိုင်ငံသူနိုင်ငံသားတွေလူသားတွေအရင်ဖြစ်ရတယ်ဗျနော်ပြီးရင်တိုင်းပြည်ရဲ့စီးပွားရေးနဲ့တိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှုကလည်းတန်းတစ်ခုကို85%ကိုကြော်နေမှာနော်ကြော်နေမှဒီ social democrat ဆိုတဲ့ socialist ဝါဒကိုကျွန်တော်တို့ကဟိုကျင့်သုံးနိုင်တာနော်ကျင့်တော့အခုကိုမောင်တော့ကြာပါအဲ့တော့ကျွန်တော်ဆက်ပြောမှာပါဗျာနော် socialist ဝါဒကိုကျင့်သုံးနိုင်တာအခုမင်းအောင်နိုင်ကလက်ရကလာတဲ့စစ်တပ်ကြီးစိုးရေးဝါဒနဲ့စစ်တပ်ကိုကြောတော့နောက်ခံတယ်ဒီအမျိုးဒီအစိုးရဒီမဘာသာတွေကိုသူကကြောတော့နောက်ခံယူတယ်တစ်ဖက်စီဝါရေးစနစ်ကြပြန်တော့လဲ socialist ဝါဒနဲ့တွားမယ်ဆိုတော့ကျွန်တော်တို့တိုင်းပြည်ဟာဒီလောက်အကျင့်ပြတ်ခြားစားမှုတွေပေါ်များပြီးတော့ဟုတ်လားဟိုအပေါ်ကနေဟိုအောက်ခြေဒီနေရာဒေသတိုင်းမှာအကျင့်ပြတ်ခြားစားမှုတွေနဲ့နော်ဟိုနေငတ်မို့ဒီစင်းရဲဟိုနေမွဲတင်ငတ်မှုနေတာတွေနဲ့ပေါ့ဗျာနော်စင်းရဲမွဲတင်ငတ်မှုနေတာတွေနဲ့ကြီးပဲကျွန်တော်တို့တိုင်းပြည်ကကြုံနေရတာနော်အဲ့လိုဖြစ်တဲ့တိုင်းပြည်မျိုးဟာအခုမင်းအောင်လှိုင်တွားမဲ့နိုင်ငံရေးဝါဒနိုင်ငံရေးလမ်းစဉ်လမ်းကြောင်းနေနဲ့နော်ဘလို့နီးနဲ့မှအဆက်ဟမတည့်ဘူးဗျကျွန်တော်တို့တိုင်းပြည်ကိုတကယ်ဟိုခစ်နောက်ပြန်ဆွဲပြီးတော့အမောင်ထုတွေကိုခေါ်သွားပြီးတော့ဟုတ်လားတိုင်းပြည်ကိုဗျာတကယ်ဖြတ်ပလိုက်မဲ့အနေထားလမ်းစဉ်မျိုးသူကြီးတာကိုမောင်အဲ့ဒါပြောပါဦးဟုတ်လားကျွန်တော်ရဲ့အမြင်ကတော့အဲ့လိုရှိတယ်ကိုမောင်ရဲ့အမြင်ကရှင်းပြတာတွေကတော့တော်တော်လေးကိုပြည့်စုံနေပါတယ်ဘာကြောင့်လဲဆိုတော့သူရှေ့လျှောက်သွားမဲ့လမ်းစဉ်မှာနိုင်ငံရေးလမ်းစဉ်ကတော့အခုချိန်ဒီ socialist ကိုသွားမလားသူ communist ကိုသွားမလားဈေးကွက်စီးပွားရေးကိုသွားမလားဆိုတော့သူကတော့ဈေးကွက်စီးပွားရေးကိုသူသွားမှာပေါ့နော် socialist စီးပွားရေးတော့မဟုတ်ဘူး
တော့2008ချိန်ကဥပဒေကလည်းပုံမှန်ပြောရင်လမ်းစုံမှာရှိနေတဲ့ဥပဒေတစ်ခုပေါ့ဘယ်ဘက်ကိုသွားမလဲဘယ်ဘက်ကိုသွားမလဲဆိုတဲ့ပုံစံမျိုးရှိတယ်နော်အဲ့တော့သူ့ရဲ့ရီမန်းချက်အနေနဲ့ကတော့ကျွန်တော်ကြည့်တာပေါ့နော်အားမတော့ရရရကျွန်တော်မတွေ့သေးဘူးအခုလက်ရှိအချိန်ထိကတော့လုံးဝပေါ့သူ့ရဲ့အခြေအနေလေးကိုမနှဲထိန်နေရတဲ့အခြေအနေဖြစ်နေတယ်မနှဲထိန်နေရဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်သူ့ရဲ့နိုင်ငံရေးရှေ့ဆက်သွားမဲ့လမ်းစဉ်ကဘာမှမတွေ့ရသေးဘူးပထမဦးဆုံးတစ်ရက်အနေနဲ့ခုမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကိုပြောအောင်ပါပေါ့နော်မြန်မာနိုင်ငံလက်ရှိအခြေအနေမှာကသူ့ရဲ့အာဏာတက်ရောက်တဲ့နေမြေကအတိုင်းအတာတစ်ခုပဲရှိတယ်တိုင်းတာတစ်ခုဆိုတာရှိတဲ့တော့ပဲရှိတော့ပြန်နော်အားလုံးမြန်မာနိုင်ငံလုံးသူ့ရဲ့ဩဇာအာဏာမတက်ရောက်ဘူးဖြစ်နေစကိုင်းတို့မကွေးတို့နော်မန္တလေးဘက်ချမ်းနေဒါသူ့ရဲ့ဩဇာအာဏာတက်ရောက်မှုအားနေနေပြီကရင်ပြည်နယ်သူ့ရဲ့ဩဇာအာဏာတက်ရောက်မှုအားနေနေပြီနောက်တော့ကျွန်တော်တို့ဒီပဲခူးတိုင်းရှေ့ချမ်းဆိုပြီးဩဇာအာဏာတက်ရောက်မှုအားနေနေပြီလက်ရှိအခြေအနေမှာသူသွားမဲ့စီးပွားရေးနိုင်ငံရေးကိုကျွန်တော်တို့ကကနနာမသိရသေးပေမဲ့ကျွန်တော်တို့ပြောလို့ရတာကတော့သူအနေနဲ့နိုင်ငံတစ်ခုကိုဖက်ဆယ်နေရတဲ့ပုံစံမျိုးဖြစ်နေတယ်ဒေါအောင်ဆန်းစုကြည်လက်ထက်ကအကောင့်ပကတိတည်သွားတဲ့နိုင်ငံတစ်ခုဟာသူ့လက်ထက်မှာလုံးဝအဖက်ဆယ်လို့မရတဲ့အခြေအနေမျိုးဖြစ်နေတာဒါကိုအဖက်ဆယ်ဖို့သူစူးစမ်းမှာနံပါတ်1ချက်ဖြစ်တယ်အဲ့ဒါကြောင့်မလို့လှုပ်ထိုက်တာကိုသူ့အနေနဲ့အရင်လှုပ်ရမှာဖြစ်တယ်အဲ့တော့အခုသူသွားမဲ့လမ်းကြောင်းကတစုတစ်ဖွဲ့နဲ့ပုံစံမျိုးနဲ့သွားမဲ့ပုံစံမျိုးဖြစ်နေကဘာဆိုလို့ရှိရင်အခုကဘာမှာလည်းသူကိုယ်တိုင်ပြောတဲ့စကားရှိပါတယ်နော်သူနဲ့အသွင်တူတဲ့ပေါ့နော်အားပေးထောက်ခံတဲ့မိတ်ဆွေနိုင်ငံအနေငယ်နဲ့သူအရှိတက်ဆက်မယ်ဒါကနံပါတ်1ချက်မြန်မာပြည်ထဲမှာဆိုတော့သူ့အားပေးထောက်ခံသူပေါ့ဗျာနော်အဲ့နဲ့သူခီးဆက်မယ်ဆိုတဲ့ခါကျတော့ကျွန်တော်ကနိုင်ငံရေး level တစ်ခုကိုရောက်နေကိုချိုးတို့ကျွန်တော်တို့အခုဆိုလို့ရှိရင်အရင်ကတော့အစုဖွဲ့နိုင်ငံရေးကိုကျွန်တော်ပြောခဲ့ကြတယ်ဗျာစစ်တပ်နိုင်ငံရေးသို့တော့အမျိုးသားနိုင်ငံရေးအစိမ်းနိုင်ငံရေးပေါ့ဗျာကျွန်တော်တို့အစုဖွဲ့နိုင်ငံရေးပြောတယ်အခုလိုကျွန်တော်တို့တနိုင်ငံလုံးရဲ့အရေးကိုကျွန်တော်တို့အလေးထားပြောတဲ့အခါမှာတော့အားလုံးရဲ့အရေးကိုကျွန်တော်တို့ပြောရတော့မှာဖြစ်တယ်အဲ့တော့ဒေါ်အိုးမင်းအောင်လှိုင်သွားမဲ့နိုင်ငံရေးဟာတစုတစ်ဖွဲ့နဲ့သွားမဲ့နိုင်ငံရေးဖြစ်နေတယ်ဒါမျိုးဖြစ်လို့မရဘူးနိုင်ငံရေးမအောင်မြင်သေးတဲ့ကာလပတ်လုံးဒီနိုင်ငံဟာရှစ်ဆက်ပြီးတော့ပေါ်ထောင်မတက်ပဲနဲ့အောက်ကိုပဲထိုးဆင်းမဲ့နိုင်ငံမျိုးဖြစ်နေမှာကိုကျွန်တော်တို့စိုးရိမ်နေပေါ့ဗျာနော်အဲ့တော့ तू ကလှုပ်တင်တာကို तू လောက်ပါဖြစ်ကိုချိုစနပြောသလိုစစ်တပ်ကတိထားမှာစစ်တပ်အားပေးထောက်ခံသူဗိုလ်မှူးဗိုလ်ချုပ်ကနေစပြီးကိုယ်တိုင်တိထားမှာပါလဲဆိုတော့စစ်တပ်ဒီနိုင်ငံအုပ်ချုပ်ရေးမှာလဘာမှသူတို့နဲ့လာမပတ်သက်ဘူးအဲ့တော့သူတို့အားလုံးနဲ့စိတ်လုံးထဲမှာမှတ်ပိုက်ထားမှာပါလဲဆိုတဲ့ခါကျငါတို့ဒီဒီနေ့စစ်တပ်ရပြန်ရမယ်စစ်တပ်ရပြန်ခြင်းကငါတို့ရဲ့ဒီအန်တီမကျွန်တော်တို့ပန်းနိုင်ဖြစ်ရမယ်အဲ့လိုပြန်နိုင်ဖို့ဟာပြည်တွင်းတောင်းကျမ်းမှုပဲဖြစ်ဖြစ်ဒီလက်နက်ကင်လမ်းစဉ်တွေပဲဖြစ်ဖြစ်အားလုံးကိုညှိနှိုင်းရေးတော်၎င်းနော်နှိမ်နှင်းရေးတော်၎င်းလုပ်ပြီးရင်တို့ကစစ်တမ်းရပြန်မယ်စစ်တပ်ကိုချိုစနပြောစစ်တပ်ရေးရှည်ပေါ့တစ်သက်လုံးကြီးစိုးဖို့ကိုသူလုံးဝရှောင်အောင်မှာဖြစ်တယ်အဲ့တော့စစ်သားကနေစမြန်မာနိုင်ငံလုံးသိထားမှာစကားတစ်ခေါက်မယ်စစ်တပ်ဒီစစ်တမ်းရမှာပြန်နေရမှာဖြစ်တယ်လို့ဒီလက်နက်ကင်ပေါ့ဒီတိုင်းသားလက်နက်ကင်တို့ဒီတော်လိုင်းလက်နက်ကင်တွေအားလုံးဟာလည်းလက်နက်စွန့်ပြီးတော့ပြည်သူကအုပ်ချုပ်တဲ့ဒီမိုကရေစီစနစ်ကိုသွားရမှာဖြစ်တယ်အခုလိုမျိုးစစ်တပ်ရှိလို့လက်နက်ကင်ရှိရပါတယ်လက်နက်ကင်ရှိလို့စစ်တပ်ရှိရပါဆိုတအုပ်လက်ညှိုးထိုးပြီးတော့ဒီနိုင်ငံရေးလောကထဲမှာနိုင်ငံရေးစင်မြင့်ပေါ်မှာစစ်တပ်လည်းပေကတ်နေဖို့မဟုတ်ဘူးဒီလက်နက်ကင်တွေကပေကတ်နေဖို့မဟုတ်ဘူးပေါ့ဗျာနော်အဲ့တော့ကိုချိုရေကျွန်တော်တို့မြန်မာနိုင်ငံမှာလက်ရှိအခြေအနေတွေကသူဒီစီးပွားရေးရှေ့လျှောက်ရည်မှန်းချက်ဆိုတာဘာမှတော့ကျွန်တော်တို့မတွေ့ရသေးဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်သူ့ရဲ့စီးပွားရေးရည်မှန်းချက်ကတရုတ်တို့ရုရှားတို့ရဲ့ဒီအိန္ဒိယတို့ရဲ့အောက်မှာသွားပြီးမိနေမဲ့ပုံစံမျိုးဖြစ်တဲ့ခါမှာတော့နိုင်ငံစီးပွားရေးဟာတစုတစ်ဖွဲ့နဲ့ဘလို့မှရှေ့ဆက်လို့မရဘူး။အဲ့ဒါကိုလည်းစစ်တပ်အားပေးထောက်ခံသူတွေကသိရမှာဖြစ်တယ်။အဲ့ဒီအစိမ်း channel တွေအားလုံးနဲ့သိရမှာဖြစ်တယ်။ငါတို့ဒီနိုင်ငံရေးအစိမ်းနိုင်ငံရေးတစ်ခုနဲ့နိုင်ငံရှေ့ဆက်လို့မရဘူး။နိုင်ငံဒီနီပြပွားစိမ့်အားလုံးရှေ့ဆက်မယ်။နိုင်ငံရေးအောင်မြင်မှုမျိုးမရသေး၍ကျွန်တော်တို့နိုင်ငံဟာဘယ်ပါတီဘယ်မင်းဘသူပဲတက်နေကျွန်တော်တို့ခွေးဖြစ်နေဦးမှာပါပဲဗျအေးအဲ့ဒါပြောတာပါဒီကိုမောင်တော့အစိမ်းနိုင်ငံရေးလို့ဒါဆွေးနွေးသွားတာပေါ့နော်ကျွန်တော်ကတော့မင်းအွန်လိုင်းကအစိမ်းနိုင်ငံရေးတော့မဟုတ်တော့သူ့နိုင်ငံရေးကိုသူသွားတော့မှာသိရပါလားအဲ့တော့အစိမ်းထဲမှာလည်းသူအခုဖြုတ်ရှင်းနေအခုသူလုံနေတယ်လေသူ့လူတွေနဲ့အစာသွင်းသူ့ဟိုနင်းဖြစ်ပြီးတော့သိရပါလားသူ့နိုင်ငံနဲ့ဟိုနင်းနဲ့သူသွားတော့မှာဆိုတော့ကြောပြီးခဲ့တဲ့လပေါ့ဗျာသူတို့တွေကျွန်တော်လည်းဆောင်းမလေးတစ်ပုတ်ရေးပြီးတော့တင်လိုက်ဒီတရုတ်နိုင်ငံမှာသွားပြီးတော့ဟလာဟို facetတော်လိုင်းအောင်ပဲအခမ်းအနားမှာဟုတ်လားသွားတဲ့ဓာတ်ပုံတွေဘာတွေညာနေဟာတန်တမန်ရေးနီးအောင်မြင်ပြီးတရုတ်ကြီးကတော့ဟုတ်လားသူတို့ဘလို့ကူညီနာဟုတ်လားဒီ SEO ထဲမှာဘလို့မြန်မာနိုင်ငံကိုထဲမှာတို့ဟုတ်လား BRICS ထဲမှာမြန်မာနိုင်ငံကိုဘလို့ထဲမှာတို့ခက်တာကားပြဒါတွေကိုတစ်ချိန်လုံးကလည်းကျွန်တော်တို့ဟာဒီတရုတ်က SEO ကြီးကဘာတွေဖြစ်တယ်သိရပလားဟိုအနီရိုနည်းနည်းဟိုနေဖျဲချောက်ချင်တာလဲပါတာပေါ့ဗျာသိရပလား BRICS ကြီးကဘလို့ဖြစ်တယ်သိရပလားဒေါ်လာတော့သိရပလား American စီးပွားရေးကတော့သိရပလားဘလို့ဖြစ်တယ်ဒါပဲသူတို့တွေကလည်းဒါတွေကိုယုံတော့ကိုကဒီအချိန်မှာပြန်ပြီးတော့သိရပလားအဲ့ဒါတွေကိုဖြေဖို့အတွက်သိရပလားပြောဖို့အတွက်ကလည်းနည်းနည်းစဉ်းစားဒါပေမဲ့ဖြေစရာနီးတွေကလည်းဖြေစရာအကြောင်းအရာတွေကလည်းအများကြီးရှိပါတယ်နော်အဲ့တော့သူတို့အောင်မြင်သွားပြီဆိုတဲ့ပုံစံမျိုးသူပြောကြတယ်ပေါ့ဗျာနော်ကျွန်တော်တို့ဒါလေးဆွေးနွေးပြီးရင်တိုင်းပြည် agent တရားဖို့အတွက် solution ကပါလဲဆိုတာနဲ့ပြောရင်းနဲ့အဆုံးသတ်တာပေါ့အခုလောလောဆယ်ဒါလေးကိုဆက်ပြောတော့အဲ့တော့ပြောရဲဆိုတဲ့အခါကျတော့သူတို့ကဦးမင်းအောင်လှိုင်ပေါ့ဗျာနော်ဒီအဲ့ခန်းသားတွေကိုတွားတက်တဲ့အချိန်ရဲ့ဒီဒေါအောင်ဆန်းစုကြည်နဲ့ NLD ဒေါအောင်ဆန်းစုကြည်လွတ်တဲ့အချိန်ပြုပြင်ပြောင်းလဲရေးကာလမှာ NLD ပါတီအာဏာရတဲ့အချိန်မှာတွားတဲ့တန်တမန်ရေးခီးစဉ်တွေရဲ့ပုံရိပ်တွေရဲ့ဒီဦးမင်းအောင်လှိုင်တွားတဲ့တန်တမန်ရေးခီးစဉ်ပုံရိပ်တွေကိုကိုမောင်ကြည့်ကြည့်လေဗျာ
ဒေါအောင်ဆန်းစုကြည်သွားတဲ့တန်တမန်ရေးခီးစဉ်တွေမှာဒေါအောင်ဆန်းစုကြည်ကလိုက်ပြီးတော့ဟာဓာတ်ပုံရိုက်ပြရစီလက်ဆွဲနှုတ်ဆက်ပြရပါစေဆိုပြီးတော့သိရပလားဟိုနနောင်ငယ်လေးနဲ့အော်လီကနေပြီးတော့သိရပလားဟိုဘဲချောင်းတို့ကမဟုတ်ဘူးဒေါအောင်ဆန်းစုကြည်ကရင်ကိုကော့ပြီးတော့ပြုံးပြီးတော့တကက်စန်တုံးနဲ့ဟုတ်လားပန်းပွင့်နဲ့ဟုတ်လားလူပုံအလဲမှာတော့မဟုတ်ဘူးနော်ကဘာဘောကမင်းပရိသတ်ပေါင်းရဲ့အလဲမှာဟုတ်လားရင်ပုံပေါ့ပြီးတော့တခါတည်းနဲ့တွားပြီးတော့ဘရင်မကြီးအစားဘိုးချုပ်တွေအမေရိကန်သမ္မတတွေဟုတ်လားပြီးတိုင်ဟိုနေနေတကယ်ပါလုံးမှာရှိတဲ့မင်းပေါင်းများစွာရဲ့အလဲမှာတင်းတင်းတဲတဲနဲ့တန်တမန်ရေးကိုတီဆောက်သွားခဲ့တာဗျအခုမင်းအောင်လိုင်းတန်တမန်ရေးတီဆောက်တယ်ဆိုတာကရိုင်းရိုင်းပြောရင်ဟိုဂျိုလိုက်ပြီးတော့ကင်နေရတာဗျာကဲစဉ်းစားကြည့်ဂျိုလိုက်ကင်နေရတာနော်အဲ့လိုတန်တမန်ရေးတခုမှသူတို့ကတော့အောင်ဝဲခံနေကြတာပဲဒါပေမဲ့ကျွန်တော်ပြောပြမယ်ဗျအင်ပါယာတစ်ခုရဲ့ backyard country တွေနောက်ဖွေးနိုင်ငံတွေကဘယ်တော့မှကောင်းစားရုံမရှိဘူးနော်အဲ့လိုကောင်းစားရိုးသာရှိခဲ့လို့ရှိရင်အမေရိကန်နောက်ဖွေးဘက်ရက်ဖြစ်တဲ့ဒီကရေဘီယန်ကျွန်းစုတွေကနိုင်ငံတွေဟုတ်လားမက္ကဆီကိုလို့ဒါမက္ကဆီကိုကဒါအခုမှနည်းနည်းပြောင်းတာသူတို့ရဲ့နောက်ပိုင်းဟုတ်လားဟိုနေ့နေဖြစ်တော့မှဒီတက်တဲ့တောင်အမေရိကအကုန်လုံးဘာတစ်ခုမှမကောင်းဘူးနော်ဘလို့မှမကောင်းဘူးအဲ့တော့အဲ့ဒီမကောင်းအချင်းတဲမှာဒီလက်တင်နဲ့တောင်အမေရိကမှာတစ်ချိန်လုံးကအခုခေတ်စားလာမဲ့ဒီ liberal ဝါဒတွေပေါ့ဗျာနော်ဒီပြည်သူလူထုအခွင့်အရေးတွေဘာအညာတွေတိုက်ပွဲဝင်ကြအမေရိကန်ကသူကမလို့တော့အခုတရုတ်လိုပေါ့ဗျာတရုတ်မြန်မာနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံရဲ့ဒီစီဝါရေးစီမံကိန်းကြီးတွေအကုန်လုံးတရုတ်ပိုင်းလို့စီဝါရေးရဲ့ဟုတ်လားဟိုအကြီးကနေအောက်ဆုံးကြီးတရုတ်ပိုင်းလို့ဥဒါမြေတွေဆိုရင်ခဏဝယ်ထားတာနေတာမဟုတ်ဘူးလဲတွေမြေတွေတရုတ်တွေတရားဦးနေမတက်ဒီကောင်တွေပဲစားတာပဲနောက်ဆုံးခိုးတာဒီတရုတ်တွေဒီလိုလောက်ခွင့်ရှိအောင်လုပ်ပေးတာလဲဒီစစ်ဖို့ရုပ်တွေပဲဟုတ်လားထားလိုက်ပါတော့အဲ့တော့ဝယ်တာအမေရိကန်လည်းတစ်ချိန်လုံးကဒီလက်တင်တို့တောင်အမေရိကတို့မှာဒီတိုင်းပဲလေယာမြေတွေကိုတင်ထားတယ်သူတို့ရဲ့ cooperation တွေကတည်ရမလားဒီ data မှာရှိတဲ့ပြည်သူပြည်သားတွေကဒီ American company တွေနဲ့ investment တွေရဲ့အကျိုးအမြတ်တွေကိုမခံစားရတဲ့အခါကျတော့နိုင်ငံရေးသမားတွေကဒီရွေးကောက်ပွဲတွေမှာဟုတ်လားဒါတွေကိုပြောဆိုပြီးတော့ဝန်ကြီးချုပ်တွေတမန်တော်တွေဖြစ်လာတဲ့အခါကျတော့ American ဒီကောင်တွေကိုမလိုချင်ဘူးမင်းတို့ရွေးကောက်ပွဲရပဲတက်ဘာပဲတက်ငါတို့ရဲ့အကျိုးစီးပွားကိုထိခိုက်တဲ့အတွက်စစ်ဗိုလ်ချုပ်တွေကိုမွေးပြီးတော့အာဏာသိမ်းခိုင်းပြီးတော့စစ်အာဏာရှင်တွေအဖြစ် run မှုလုပ်တယ်ဒီနေ့ချိန်ကြီးကြာသွားတယ် run လို့မရဘူးနော်အဲ့တိုင်းပြည်တွေမှာစူပူအောင်ကြွားမှုတွေရာဇဝတ်မှုတွေဘာတွေညာတွေနဲ့ကြံခဲ့ပြီးတော့အခုအမေရိကန်တွေကိုတရားမဝင်အလုပ်တရားမဝင်ရွှေ့ပြောင်းအခြေချနေထိုင်သူတွေဖြစ်ထွက်ပြေးနေကြတာဒီနေ့အချိန်ကြီးပဲအဲ့တော့အခုအရှေ့လေပိုင်းချိမလားဟလားဆီးရီးယားဘာညာကမ္ဘောဒီးယားဟလားစစ်ပြေးပိုင်းအမေရိကန်ဘာမှလုပ်လို့အင်အားကြီးတိုင်းအင်အားကြီးလို့လေထောက်ခံပြီးလို့လေကျွန်တော်တို့ကအတိမပြုခံရမှာမဟုတ်ဘူးဖြစ်လာမှာမဟုတ်ဘူးအတိကကိုပြည်သူရဲ့ဟုတ်တယ်ဗလားကိုပြည်သူနဲ့ဒီအေးတူပူမြသဘောတူညီချက်ရပြီးတော့တိုင်းပြည်ကိုအုပ်ချုပ်နိုင်မှာကျွန်တော်တို့ကရမှာဟုတ်လားအဲ့တော့အခုသူတို့ပြောတဲ့ဒီတရုတ်ရုရှားအိန္ဒိယဆိုတာကလည်းအမေရိကန်ကိုအကုန်မှီခိုနေရတဲ့လူတွေကြီးပဲနော်နီးပညာအစစီးပွားရေးအစဒီငွေကြေးဘာညာလဲပတ်မှုဘာညာအစအကုန်လုံးမှီခိုနေရတာအဲ့တော့ဒီလာမဲ့ရွေးကောက်ပွဲကိုဒီတရုတ်ရုရှားအိန္ဒိယကအတိအမှတ်ပြုတ်ယုံနေကျွန်တော်တို့တိုင်းပြည်ရဲ့ပြဿနာပြေလည်သွားမလားကိုမကျွန်တော်အဲ့ဒီရွေးကောက်ပွဲပြီးတော့ရှေ့ဆက်သွားမယ့်နိုင်ငံရေးနဲ့ပတ်သက်တဲ့နိုင်ငံရေးအခြေအနေကိုစဉ်းစားလိုက်မှာအသက်ရှူမဝပါဘူးအဓိကဘာလဲဆိုတဲ့အခါကျပြည်သူပေါ့လေပြည်သူပါဝင်မှုမရှိတဲ့အခါကျတော့ကျွန်တော်တို့နိုင်ငံရေးပြဿနာကျွန်တော်နိုင်ငံရေးအောင်မြင်မှုမရှိသေးရကျွန်တော်ဘယ်လိုနည်းနဲ့မှနိုင်ငံတစ်ခုအနေနဲ့ရှေ့ဆက်သွားနိုင်မှာမဟုတ်ဘူးနံပါတ်1ချက်ပေါ့ဗျာနော်နံပါတ်2ချက်နဲ့ဆွမ်းနာကိုချိုပြောတဲ့ဒီဒေါအောင်ဆန်းစုကြည်နိုင်ငံသွားတယ်နိုင်ငံတကာကအစည်းအဝေးကြတယ်မှန်ပါတယ်တကယ်ကိုကော်စောနီတွေပဲခင်းပြီးတော့နော်အိုဘားမားလို့ဒါဒီသမ္မတတော်မှာပဲဒါမြန်မာပြည်ကိုလာရတယ်ဒေါအောင်ဆန်းစုကြည်ဒီလောက်ထိဒေသကြတယ်ဒါကိုကျွန်တော်တို့တိမှတ်မပြုလို့မရဘူးဦးမင်းအောင်လိုင်းအနေနဲ့ကြတော့လေအခုသူ့အနေနဲ့ပထမဆုံးတရုတ်ကတော့မှသူ့ကိုဖယ်ချင်လာတာဒီ BI စစ်ကို BI ဒီပွဲသွားတာသူ့မဖိတ်ဘူးနော်ဥစားကိုဖိတ်တာမသိကျွန်တော်မြတ်ထုံးကိုဖိတ်တာကိုကျုံမြတ်ထုံးပေါ့နော်အဲ့ဒီပုံစံမျိုးတွေအထိသူ့ကိုတန်ခင်းတပန်ခင်းမှာနည်းနည်းလေးဖယ်ချင်ထားခံရတယ်ရှိရောဗျာနော်အဲ့တော့အဲ့ကမှတစ်ဆင့်ရုရှားကိုသွားတဲ့အချိန်မှာဆိုသူတစ်ခေါက်လည်းခေါ်မတွေ့နှစ်ခေါက်လည်းခေါ်မတွေ့သုံးခေါက်လည်းမတွေ့ပဲနဲ့လုံးဝသူဟာဇွဲကောင်းလုံးတဲ့အတွက်ကြောင့်မို့လို့အဓိကအဖြစ်ကျွန်တော်တို့စစ်တပ်မှာဒါအမြဲတမ်းပေါ့နော်ကျွန်တော်တို့အကြီးကိုဂါရဝပြုတ်တဲ့သူ့ရဲ့ဒီကျွမ်းကျင်မှုလေးပေါ့ကျွမ်းကျင်မှုလေးကြောင့်လည်းဖြစ်နိုင်တယ်နိုင်ငံကမ္ဘာအခြေအနေပြောင်းလဲလာဖြစ်နိုင်တယ်အဲ့ဒါကြောင့်မို့လို့ကမ္ဘာကောင်းဆောင်တယောက်ပါပဲပူတင်ဟာသူ့ကိုနောက်ဆုံးပိတ်ခေါ်တွေ့ရပြီးတော့ပူတင်နဲ့တွေ့တဲ့အခါမှာသူပြောတဲ့စကားလေးရှိပါတယ်ကျွမ်းမင်းဆိုနာမည်ပဲကြီးသွားသေးတယ်ဒီပါသေးအဲ့တော့ကျွန်တော်ဆိုလို့ကျင်တာကတော့တန်ခင်းတမန်ခင်းဘာကြောင့်မို့လို့ဦးမင်းအောင်လိုင်းတန်ခင်းတမန်ခင်းမှာနော်ဒေါ်စုကြည်လာအောင်မြင်မှုမရတယ်လေဒါကမင်းမြန်မေးခွန်းဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကြည့်အဓိကတော့ဟို democratic စံနှုန်းနိုင်ငံတကာချမှတ်ထားတဲ့ democratic စံနှုန်းဆိုတာရှိတယ်အဲ့ဒီ democratic စံနှုန်းနဲ့နိုင်ငံတကာတိုင်းတာဖြစ်တယ်အဲ့ဒါကတော့ theory ထဲမှာပေါ့ဗျာနော်ဒါမြန်မာနိုင်ငံအတွက်ကြောင့်ဦးမင်း online တို့နားလည်ထားတဲ့နိုင်ငံရေးကြသူတို့ကလက်ရှိနိုင်ငံရေးလို့ပြောရမှာပေါ့ဗျာ practical ကြတဲ့နိုင်ငံရေးပေါ့အဲ့ဒီနှစ်ခုကြားမှာကျွန်တော်တို့ကတော့ဗတ်မလိုက်ပဲနဲ့ပြောရမယ်ဆိုလို့ရှိရင်ပေါ့ဗျာနော်အဲ့ကျွန်တော်နိုင်ငံတကာကသတ်မှတ်ထားတဲ့စံနှုန်းတွေပေါ်မှာသတ်မှတ်ပြီးတော့ဒေါအောင်ဆန်းစုကြည်ကိုကြိုးဆိုတယ်ဆိုတာဒေါအောင်ဆန်းစုကြည်နောက်မှာပြောမယ်ဆိုသူကပြိတ္တဗျသူ့ကိုအားပေးတဲ့ပြည်သူဒေါ်စုမှာအများကြီးကိုရှိနေတာဆိုလို့ရှိရင်မြန်မာနိုင်ငံရဲ့ယာကိုင်နှုန်းတော်တော်များများဒေါ်စုကြည်ကိုအားပေးတယ်ဒေါအောင်ဆန်းစုကြည်ကိုနော်
ဥမင်း online ရဲ့နောက်မှာကြတော့မင်းပရိသတ်မရှိတာအဓိကတော့နိုင်ငံတကာပရိသတ်နဲ့ဒီမိုကရေစီတက်ဆန်တော့ဒီမိုကရက်တစ်ဆန်တော့ပြည်သူအများစုကဘယ်သူကိုထောက်ခံတယ်လဲဆိုတာကြည့်ပြီးတော့နိုင်ငံတကာအားပေးတာဖြစ်တယ်လို့ထို့တူဒေါအောင်ဆန်းစုကြည်ရဲ့အကြမ်းမဖက်လမ်းစဉ်အဲ့ဒါကအဓိကသွားတယ်အကြမ်းဖက်လမ်းစဉ်ဆိုတော့ကျွန်တော်တို့ဒီ non violent intervention သိမလားဒီငွေတွေကျွန်တော်တို့ဒီနီးလန်းတွေပေါ့နော်အဲ့ဒီနီးလန်းတွေကိုဒေါအောင်ဆန်းစုကြည်ကလက်ကင်ထားတဲ့အတွက်ကြောင့်မို့လို့ဒေါအောင်ဆန်းစုကြည်ကိုအားပေးထောက်ခံမှုနိုင်ငံတကာကမြင့်တက်တယ်အဓိကဂန်ဒီတို့ရဲ့လမ်းစဉ်ဒေါအောင်ဆန်းစုကြည်တို့လမ်းစဉ်ကဘာမှဘယ်လိုခေါ်မလဲအားလုံးကိုစံပြလည်းဖြစ်စေခြင်းနဲ့ကဘာစစ်တွေမဖြစ်ဖို့အတွက်ဒီလမ်းစဉ်ကလည်းအကောင်းဆုံးဆိုပြီးတော့ဒေါအောင်ဆန်းစုကြည်ကလည်းသူစားလို့စဆိုပြီးနိုင်ငံရေးစီးပွားမှာစတက်လာကြတဲ့ကဒီလက်နက်ကင်လမ်းစဉ်ကိုကျွန်မလုံးဝအာမပေးပါဘူးကလေးတွေကိုဒုက္ခပေးနေတာပါနော်ဆိုပြီးတော့သူပြောခဲ့အဲ့စကားလေးတစ်ခုမှပဲကျွန်တော်တို့စစ်ကိုမုန်းတဲ့သူတွေကြွေသွားတယ်ဗျာအဲ့ကနေတစ်စင်းနိုင်ငံရေးအပြောင်းအလဲကိုသူစူးစမ်းတဲ့အခါမှာဒီပေါ့အချမ်းမဖက်လက်နက်မကင်တဲ့လမ်းစဉ်နဲ့ပြည်တွင်းမှာထောင်မဲကြကြတေးပဲတေးကြေပဲကြေဆိုတဲ့စိတ်တဲ့နဲ့သူစူးစမ်းတယ်အဲ့ဒါကိုနိုင်ငံတကာချက်တယ်အဲ့ဒီလမ်းစဉ်နဲ့သူ့ရဲ့ရက်တည်တဲ့လမ်းစဉ်မှန်ကန်မှုနဲ့သူနောက်မှာပါလာတဲ့ပရိသတ်ပေါ့မင်းပရိသတ်တွေလည်းအတူဒါတွေပြည်သူတွေအားလုံးပေါ်မှာအခြေခံပြီးတော့နိုင်ငံတကာကသူ့အားပေးတာဖြစ်တယ်ပေါ့နော်အဲ့တော့ဥမင်း online စီမှာကျတော့တို့ကတော့မြန်မာနိုင်ငံအခြေအနေကတော့ပုံမှန်လင်းပြောရရင်နှစ်ဖက်စလုံးကမမားသူနှစ်ဖက်စလုံးကမှန်နေတော့မဟုတ်ဘူးဗျ။ဘာကြောင့်လဲဆိုတော့ဒီလက်နက်ကင်လမ်းစဉ်တွေကမြန်မာပြည်မှာအများများတယ်။များတဲ့ခါမှာစစ်တပ်ပုံမှန်လင်းပြောပြစစ်တပ်ကြီးရဲ့တည်ရှိမှုနဲ့ဒါနိုင်ငံရေးထဲမှာပါဝင်မှုကျွန်တော်ပဲကြိုက်နေတယ်ဗျ။အဲ့တော့တော့လည်းပဲမြန်မာနိုင်ငံရဲ့ဒီစစ်တပ်နဲ့တပုံနဲ့စစ်တပ်နဲ့အင်းညမညာဖြစ်နေတာဟုတ်ဗျ။အဖြစ်နေတဲ့ခါမှာလက်တွေ့နိုင်ငံရေးကိုကြတော့နိုင်ငံတကာကနားလည်မနေအားနေတယ်။အားနေမှုပိုင်းဆိုင်ရာမှာအဲ့တော့လက်တွေ့နိုင်ငံရေးနဲ့ကျွန်တော်တို့ဒီပေါ့နိုင်ငံတကာစံနှုန်းသတ်မှတ်ချက်နှစ်ခုစလုံးအရေးကြီးပါလက်တွေ့နိုင်ငံရေးလည်းအရေးကြီးသလိုနိုင်ငံတကာစံနှုန်းသတ်မှတ်ချက်ဒီမိုကရက်တစ်စံနှုန်းတွေပေါ့ဗျာနော်ဒါတွေနဲ့ပတ်သက်ပြီးတော့လည်းနှစ်ဖက်စလုံးကအရေးကြီးပါတယ်အရေးကြီးတော့ဥမင်း online တန်တမန်ကြီးရုံးကန်ရတယ်ဆိုတာသူ့နောက်မှာဒီထဲမှာထောက်ခံမှုပြည်နိုင်ငံရေးအဖြစ်ထောက်ခံမှုသူမှမရှိဘူးနောက်တစ်ခုကသူ့ရဲ့လုပ်ရက်ပေါ့သူ့ရဲ့လုပ်ရက်ကလည်းဒီမိုကရေစီနီးရရွေးချယ်တင်မြှောက်ထားတဲ့အစိုးရကိုနော်အစိုးရနဲ့ဒီဟိုဘယ်မှာနိုင်ငံတကာအမြင်မှာအလုံးဝအာဏာသိမ်းသလိုဖြစ်သွားသလိုလက်ရှိကျွန်တော်ဥပဒေပိုင်းဆန်းစစ်တဲ့အခါမှာလည်းလွဲနေရအများကြီးရှိတယ်။နိုင်ငံတကာအဖွဲ့အစည်းတွေကလည်းဥမင်း online လုပ်ရက်တွေအားလုံးဟာဥပဒေနဲ့မညီဘူးဆိုတာပြောလာတဲ့အတွက်ကြောင့်မလို့သူ့ကိုတော်တော်လေးဒီအခြေအနေရောက်တော့တော်တော်ရုန်းကန်ခဲ့ရတာ။အဲ့တော့ရုန်းကန်ခဲ့တဲ့အခြေအနေမှာကိုချွေကျွန်တော်တို့ဒီနိုင်ငံရေးတစ်ခုကြားထဲမှာဒေါအောင်ဆန်းစုကြည်နဲ့ပတ်သက်လာရင်တော့မှန်နေတာပါတယ်ဥမင်း online နဲ့ပတ်သက်လာရင်လက်တွေ့နိုင်ငံရေးသွားမှာဒီနိုင်ငံရေးတစ်ခုကြားမှာကျွန်တော်တို့ဘလို့ချိန်ဝင်ရှာထိုးညှိပြီးတော့နိုင်ငံရေးကိုဘလို့ရှစ်ဆက်သွားမလဲဆိုတာတော့ကျွန်တော်တို့ဆက်လက်ပြီးငင်းငင်းရေးအတွက်ဘယ်လိုသွားကြမလဲတိုင်းပြည်ပြောတယ်ဆိုတာထိတ်တာတိုင်းပြည် agent တာယာရေးအတွက်ပေါ့ဗျာငင်းငင်းရေးအတွက်ပေါ့နော် solution တွေတခုကိုလည်းကျွန်တော်တို့ကချပေးမှရမယ် democracy မှာအတိုက်ခံလုပ်တယ်ဆိုတာက positive ဖြစ်ဖို့လိုတယ်လေဟုတ်တယ်ဗလား solution မပါတဲ့ဝေဖန်မှုတွေမကောင်းပြောတာတွေကဒါ negative freedom ပဲဟုတ်တယ်ဗလားအဲ့တော့ကျွန်တော်တို့ကလည်း solution ချခဲ့ပြီးရတယ်မချခင်မှာခုနလိုဟိုဒီလက်နက်ကင်တွေနဲ့ပတ်သက်လို့ဒီအရှုပ်ရှင်ထဲမှာကျွန်တော်ပါလာတဲ့အကြောင်းရင်းကလည်းအဲ့လက်နက်ကင်တွေကြောင့်လည်းဖြစ်တယ်ကျွန်တော်ကလက်နက်ကင်ဆိုဘယ်လက်နက်ကင်မှလက်မခံဘူးမြန်မာနိုင်ငံမှာသူတို့ကသူတိုင်းသားခေါင်းစဉ်ပဲတက်တည်းရပါလားဟိုစစ်တပ်ခေါင်းစဉ်ပဲတက်တော်လန်ရေးခေါင်းစဉ်ပဲတက်နော်ကျွန်တော်လက်မခံဘာကြောင့်လက်မခံဘူးလဲဆိုတော့ကျွန်တော်တို့ကစာတွေ့လက်တွေ့ဟုတ်လားကိုယ်အသက်အရွယ်တမိုင်းအတွေ့အကြုံနဲ့အရာဆိုလို့ရှိရင်ဒီလက်နက်ကင်အဖွဲ့အစည်းမှန်သမျှဟာတိုင်းပြည်ဖွံ့ဖြိုးရေးအတွက်တိုင်းပြည်ကို rule of law ဟောဗျာနော်တရားဥပဒေစိုးမိုးရေးအတွက်ငြိမ်းချမ်းစွာနဲ့ဟုတ်လား democracy စနစ်ကို process တစ်ခုဖြစ်သွားဖို့အတွက်ဒီလက်နက်ကင်အဖွဲ့အစည်းမှန်သမျှဟာနင်းစုညောင်ခလုတ်ပဲကျွန်တော်ကအဲ့လိုမျိုးပဲမြင်တယ်အဲ့တော့မြန်မာနိုင်ငံမှာလည်းဒီတိုင်းပဲဒီတိုင်းသားလက်နက်ကင်တွေနဲ့ဘာလက်နက်တွေစစ်တပ်နဲ့ဆိုတာကကိုမောင်လည်းပြောပါတယ်ဟုတ်လားဝေသားမျှတာဟုတ်လားဒါတွေကဝေသားမျှတာသူတို့တွေကလောက်လာတာကြာပြီဗျနော်ဝေသားမျှတာလောက်လာခဲ့တာကြာပြီဒီတိုင်းသားလက်နက်ကိုင်နဲ့ဒီစစ်တပ်လက်နက်ကိုင်နဲ့နှစ်ဖွဲ့ပေါင်းဟိုလက်နက်ကိုင်နဲ့ပေါင်းပြီးတော့တိုင်းပြည်မှာရှိတဲ့တဘာဝတန်ဇာတာပစ္စည်းဟုတ်လားအရေးမြစ်တွေနော်တိုင်းပြည်ရဟာတွေအကုန်လုံးကကုံဆုံးပြောင်းလို့မတက်ဖြစ်အောင်ဒီလက်နက်ကိုင်တွေပေါင်းပြီးတော့ဝေသားမျှတာလုံနေကြတာနော်လုံလာခဲ့ကြအခုဆိုလည်းမရှိတော့တဲ့လောက်ပဲနေဖြစ်သွားပြီဟုတ်လားအဲ့တော့ပြီးတဲ့အခါကျရင်ဒီအာနာရှိတဲ့ဒီအာနာရှင်တွေကိုလက်နက်ကင်နဲ့နီးနဲ့တော်လှန်တယ်ဆိုတာကမဖြစ်နိုင်ဘူးဗျမြန်မာနိုင်ငံလိုနိုင်ငံမျိုးမှာเนาะအဲ့ဒါတွေလည်းဟိုဆရာကြီးလည်းပြောခဲ့တယ်ကျွန်တော်တို့လည်းပြောခဲ့တယ်เนาะအစိုးဆုံးကတော့ဒီအာနာရှင်တွေကသူတို့ရဲ့ဒီဖိနှိပ်အုပ်ချုပ်မှုသူတို့ကိုဦးနှင်းဖြစ်မဲ့တော်လှန်တဲ့လူတွေကလက်နက်ကင်ပြီးတော့ပြန်ပြီးတော့တော်လှန်တာကိုသူတို့အကြိုက်ဆုံးပဲဘာကြောင့်လဲဆိုတော့အကြောင်းပြရတာနှိမ်နှင်းရတာအရန်လွယ်ပြီးရင်သူတို့ကျင်လည်တဲ့ကစားကွက်လေးဗျာဟုတ်တယ်ဗလားအဲ့တော့အရက်သားပြည်သူကသူတို့ကျင်လည်တဲ့ကစားကွက်မှာတွားကစားတဲ့အခါမှာဟိုကနှစ်ပေါင်းများစွာတည့်ရဗလားအခြေခံကိုတိဆောက်လာတဲ့ကောင်မြတ်ဟိုကြောင်နဲ့ကြွက်နဲ့ကစားသလိုရေရှည်မှာကစားသွားမှာပေါ့ဗျာကြွက်ကိုဟုတ်လားအမောကလက်ထားနော်ဆိုတော့အခုတော့ဒီအခြေအနေရှိတယ်ကျွန်တော်ကမြင်တဲ့အတွက်ကြောင့်မလို့လဲကျွန်တော်တို့ကဟိုတွယ်ဝိုက်တဲ့နီးနဲ့ဝင်ပြီးတော့တဲ့ဒါတက်ကြီးတော့ပြောလို့မကောင်းဘူးပေါ့ဗျာဒါပေမဲ့ပြောတော့တွယ်ဝိုက်ပြီးတော့ပြောခဲ့တယ်ဝင်ပြီးတော့လဲစူးစမ်းပြီးတော့နားလဲမလားအမှန်တော့လဲဘယ်သူမှနားမလဲပါဘူးလူတွေကကိုယ့်နဲ့ကိုလမ်းကြောင်းကိုသွားနေကြတာသိရဗလားဝင်ဟန့်ခဲ့တယ်ဝင်ပြီးတော့ပြောခဲ့တယ်ထားပါအခုဒါတကယ်နော်အခုကဲကျွန်တော်တို့ရှေ့ဆက်ပြီးတော့ဒီနေ့ဖြစ်နေတဲ့တိုင်းပြည်ရဲ့ပဏိပခတွေကိုဘယ်လိုနီးလန်းနဲ့ပေါ့ဗျာလက်တွေ့ကြတဲ့နီးလန်းနဲ့ဘယ်လိုမျိုးကျွန်တော်တို့အကောင်းဆုံးဖြည့်ရှင်းနိုင်မလဲသိကောင်းတဲ့မိကုံကိုထုတ်ချွေကျွန်တော်တို့အခုလက်ရှိပေါ့နော်နှစ်ဖက်စလုံးပေါ့နှစ်ဖက်စလုံးကလက်တွေ့မကြောက်ဖြစ်နေနိုင်ငံကြီးနိုင်ငံကြီးလက်တွေ့မကြောက်ချင်းဥမင်း online ကြည့်တဲ့အခါကျတော့လုံးဝသူလည်းလက်တွေ့မဆန်သူကသူ့ကိုသူလက်တွေ့ဆက်တဲ့နိုင်ငံကြီးလို့သူထင်နေမယ်သူ့နိုင်ငံကြီးကလုံးဝလက်တွေ့မဆန်
ထို့တူဒီ NUG ရဲ့ဒီတော်လန်ရေးကလည်းလက်တွေ့လုံးဝမဆန်ဘူးဒီတိုင်းသားတောင်းဆောင်တွေပေါ့ဗျာနော်တိုင်းသားလက်နက်ကင်တွေရဲ့နိုင်ငံရေးကလည်းလက်တွေ့မဆန်ဘူးအားလုံးက theory ထဲမှာပဲလည်နေကြတာဖြစ်တယ်ဗျာတရားအဲ့ဒီ theory ဆိုတာမဖြစ်နိုင်တဲ့ theory လို့ကျွန်တော်ပြောရမှာဗျာနော်အဲ့တော့အဓိကနံပါတ်1ချက်အနေနဲ့ကတော့ကျွန်တော်တို့ငြိမ်းချမ်းရေးသွားမယ်ဆိုလို့ရှိရင်ပထမဆုံးတစ်ချက်အနေနဲ့မိမိတို့လုပ်နေတဲ့အရာတွေဟာလွဲနေမှားနေဆိုတာသိဖို့လိုတယ်အဲ့လက်တွေ့မကြတဲ့ခါကျတော့မိမိကိုယ်လည်းမိမိအတိမတ်မပြုနိုင်တစ်ဖက်ကိုလည်းအတိမတ်မပြုနိုင်အတိမတ်ပြုမှုတွေကျွန်တော်လိုတယ်အတိမတ်ပြုမှုဆိုတာလက်ရှိရှိနေတဲ့ထားပါတော့ဗျာကျွန်တော်အတိမတ်ပြုနေပတ်သက်လာလို့ရှိရင်ဘယ်လောက်ထိပြောရမလဲဆိုလို့ရှိရင်နိုင်ငံရေးလောကမှာဆိုလို့ရှိရင်ဟို84ကနိုင်ငံရေးသမားက88ကနိုင်ငံရေးသမားကိုအတိမတ်ပြုခြင်းမင်းတို့ကနောက်မှလောက်တာပါကွာ88နိုင်ငံရေးသမားကလည်းနောက်မှတက်လာသူအတိမတ်ပြုခြင်းဟုတ်လားမအခုဆိုလို့ရှိရင်ပို့ဆိုတော့ဗျာဒီကျွန်တော်တို့ social media တွေအရင်အားကောင်းလာတဲ့ခါမှာဟုတ်ရင်တော်တဲ့သူတွေပေါ်လာပဲဗျသိရမလားအပြောဟောကောင်းတဲ့သူတွေနိုင်ငံရေးအပြည့်အတွေးခေါ်ရှိတဲ့သူတွေပေါ်လာပဲပေါ်တဲ့ခါမှာလည်းဟိုရင်တော့နိုင်ငံရေးသမားဒီကောင်ကတင်းရပေါ်လာတာပါကွာဒါမျိုးကတရားတစ်ဖွဲ့ကိုတစ်ဖွဲ့ကအတိမတ်မပြုခြင်းတဲ့ပုံစံမျိုးတွေရှိတယ်ထို့တူလက်နက်ကင်လောကမှာဒီလိုပဲ KNU ကနောက်ကထွက်လာတဲ့ DKB ကိုဘုံချုပ်ကဘာပြောခဲ့လဲDKB လို့ဖွဲ့စည်းပြီးခေါ်လို့ရှိရင်ကျုပ်တို့လာမှာမဟုတ်ဘူးတဲ့ဟို DKB ကထွက်ပြီးတော့ပေါ်လာပြန်ပြီ BGF တို့ကော်တူလေးတို့ကော်တူလေးတို့ပေါ်တဲ့ခါမှာစောတာနီးကဘာပြောရမလဲဒီကောင်တွေကကျွန်တော်ဒါတွေကထည့်ပြီးစဉ်းစားစရာမလိုအတိမတ်ပြုမှုတွေလုံးဝမရှိဘူးဖြစ်နေတယ်အဲ့တော့အားလုံးဟာအတိမတ်ပြုမှုတွေအရင်ရှာရမယ်အားလုံးပါဝင်တဲ့နိုင်ငံရေးဆိုရှင်အခုကကျွန်တော်မြန်မာနိုင်ငံမှာဖြစ်နေတဲ့ပုံစံကအတိုင်းသားပေါ့အားလုံး10မျိုးပေါ့ဗျာဒီ10မျိုးအကိုကြီး10ယောက်ကအမွေခွဲနေရတယ်135မျိုးလုံးကခါးစည်းခံနေရတယ်ဒီပုံစံမျိုးတွေမဖြစ်ဖို့အတွက်ကအားလုံးကိုညီတူမျှတူကျွန်တော်တို့ကိုစားကျွန်တော်တို့ပြပါမှာဖြစ်တယ်နောက်ထပ်ကျွန်တော်တို့လက်နက်ကင်လမ်းစဉ်ဆိုတာမျိုးဟာเนาะကျွန်တော်တို့လုံးဝမရှိသင့်တော့တဲ့ကိစ္စမျိုးတွေဖြစ်တယ်ပေါ့ဗျာနောက်တစ်ခုရှိရင်နော်လက်နက်ကင်တာကင်ထားရမယ်ဒါကိုကျွန်တော်အခုဒီပေါ့ PDF ကလေးတွေလက်နက်ကင်ထားတယ်ပေါ့ဗျာနော် NUG လက်နက်ကင်ထားတယ်ဒါကိုကျွန်တော်အနေနဲ့အပြစ်ပြောလို့မရဘူးဘာကြောင့်လဲသူတို့လက်သုံးချောင်းထောင်ပြီးတော့တောင်းဆိုခဲ့တယ်နိုင်ငံတကာမှာဗျာထားပါတော့ချို့နိုင်ငံတွေမှာဆန္ဒပြလို့ရှိရင်အစိုးရဘာလို့ပြတလင်းနဲ့ညှိနှိုင်းပြီးဆွေးနွေးပြီးတယ်ပေးယူလောက်လိုက်တပြေလေသွားတယ်အဲ့တော့တောင်ကိုရီးယားပြည်သူကနည်းနည်းများမြန်မာနိုင်ငံအခြေခံဥပဒေကနိုင်ငံရေးအာဏာဒီနိုင်ငံအာဏာကအချုပ်ချာအာဏာကဘယ်ကဆင်းသက်လဲဆိုပြည်သူစီကဆင်းသက်တယ်ပြည်သူဟာအချုပ်ချာအာဏာရဲ့မိခင်ဖြစ်တယ်ပြည်သူဒီနည်းနည်းများပေါ့ဗျာနော်ဆန္ဒပြပြီးဟေ့ပြောဆိုပြီးဟေ့ဆိုရှင်အတိမတ်ဖြစ်ပြီးတော့ဆွေးနွေးမှုတွေအပေးညှိနှိုင်းပေးယူတွေလောက်ရမှာဖြစ်တယ်အဲ့လိုလုံးဝမလုပ်တဲ့အခါမှာတော့ပြည်သူအနေနဲ့ကလည်းဒါသူတို့လည်းအင်အားကအတိုင်းအတာတစ်ခုရှိတဲ့အတွက်ကြောင့်မို့သူတို့လက်နက်ကင်ရတယ်သူတို့လက်နက်ကင်တာဘာသူအတွက်လဲသူတို့ကိုသူတို့လုံခြုံဖို့ကင်တာဆိုကျွန်တော်နားလည်ပြီးလို့ရတယ်ကျွန်တော်တို့အားလုံးနားလည်ပေးသင့်တယ်ဘာကြောင့်လဲလုံခြုံဖို့ကင်တာမှာပေါ့ဗျာအားလုံးအစည်းတွေဖောက်ကုန်ပြီအဲ့တော့သူတို့တွေဒီစစ်တပ်ရဲ့ရန်ရမှာလည်းယုံရမှာမဟုတ်တာဟုတ်လားအဲ့တော့သူတို့ကလည်းသူတို့လုံခြုံဖို့အတွက်သူတို့လက်နက်ကင်ထားတာဒါမျိုးရှိအောင်ကျွန်တော်တို့ကကြိုးစားရမယ်အဲ့တော့ NUG နဲ့အုပ်စုများမိမိကိုမိမိကာကွယ်ဖို့လက်နက်ကင်ရပါတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကနားလည်ပေးသင့်တယ်ထို့သူတိုင်းသားလက်နက်ကင်နေတယ်သူတို့ရဲ့လက်နက်ကင်ဆောင်မှုဟာမိမိကိုမိမိကာကွယ်ဖို့နိုင်ငံရေးလမ်းစစ်ရေးလမ်းတစ်ခုလုံးဖွင့်ထားပါဆိုဒါကျွန်တော်နားလည်ပေးရမယ်အဲ့ဒီပုံမှာကြော်ပြီးတော့ဗျာစစ်တပ်အားနေနေပါဆွမ်းကိုချိုပြောသလိုဗျာသူတို့ကဒီစစ်ကြောတိထားပြီးသားနော်တိထားပြီးမင်းတို့တော့ကောင်းကစားနှစ်ရှည်ကြာကစားသွားမှာအဲ့တော့တိထားမှာမင်းတို့လက်နက်ကင်လမ်းစဉ်ဟာဒီနိုင်ငံရေးတစ်ခုလုံးကိုအပြောင်းလဲလုပ်သွားဖို့မစင်စားနဲ့စစ်တပ်ရဲ့ဘောင်တွေကိုမင်းတို့ဝင်သွားပြီကွင်းထဲကိုဝင်သွားပြီမင်းတို့ကြာရှည်ကစားသွားလိမ့်မယ်အဲ့တော့လက်နက်ကင်ခြင်းဒီအဲ့တော့ကျွန်တော်အားလုံးချော့ရမယ်ဟဲ့ဆိုလို့ရှိရင်လက်နက်ကင်ခြင်းဒီမိမိကိုမိမိလုံခြုံဖို့မိမိကိုမိမိကာကွယ်ဖို့ကင်ဆောင်ခြင်းထက်မပိုသင့်ဘူးနော်နောက်တစ်ခုကတော့နိုင်ငံရေးအဖွဲ့အစည်းတိုင်းအတိအမှတ်ပြုအောင်မှာဖြစ်တယ်လို့ကျွန်တော်88ဟလား84အခု2021ပေါ်လာပြီဗျာအားလုံးအတိအမှတ်ပြုကြပါထို့တူမြန်မာနိုင်ငံမှာရှိနေသောလက်နက်ကင်တွေအားလုံးလည်းကြီးငယ်တေးအားလုံးအတိအမှတ်ပြုကြပါအတိအမှတ်ပြုခြင်းအရင်ဆုံးသွားရမယ်အတိအမှတ်ပြုပြီးပြီဆိုရင်အားလုံးကအတိအမှတ်ပြုပြီးဆိုကိုယ့်ကိုယ်ကိုအတိအမှတ်ပြုဖို့ကြိုးစားရမယ်ကြိုးစားပြီးတော့လို့ရှိရင်ကျွန်တော်နိုင်ငံရေးကြီးမှန်းချက်အားလုံးမှာစစ်တမ်းကောက်ကြည့်လိုက်နိုင်ငံရေးကြီးမှန်းချက်တူပြီးဟဲ့ဆိုလို့ရှိရင်မတူတာကြီးမှန်းချက်တူလို့ရှိရင်ကျွန်တော်မတူတာတွေရှိတူတာတွေကကျွန်တော်စားလို့ရမယ်ဒါကျွန်တော်တို့ကိုချိုရေးကျွန်တော်ကတော့အတိအမှတ်ပြုမှုတွေတောင်းရမယ်ဗျကျွန်တော်လည်းအဲ့ဒါသဘောတူတယ်ကိုမောင်ပြောတဲ့ဟာနံပါတ်1ပဲအရင်ဆုံးကအတိမဲ့ပြုတ်ပေးဖို့လိုတယ်နော်ကျွန်တော်စီမှာကျွန်တော်ဟုတ်လားအတူလေးကျွန်တော်ရေးတယ်ပြောရလဲရှိတယ်ဥပမာသူတို့ပြောခဲ့တာရှိပါတယ်ဟုတ်လားလူများစုဒီမိုကရေစီနဲ့အနိုင်ကျင့်ခြင်းသူတို့တွေခံနေရပါတယ်ပေါ့သူတို့အာဏာမဲ့တဲ့အချိန်ကပြောခဲ့တဲ့စကားတွေဟုတ်လားလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲမဟုတ်ပါဘူးပေါ့ကျမတို့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲလုပ်ပေးပါဆိုတာဒါသူတို့အာဏာမဲ့တဲ့အချိန်ကပြောခဲ့တဲ့စကားတွေဥပမာပြည်သုံးလုံးပါတီကဒေါ်တက်ခိုင်တို့အမျိုးသားနိုင်ငံရေးအင်အားစုတွေဟုတ်လားစစ်တပ်ကလူတွေကိုယ်တိုင်ကဒါမျိုးတွေပြောခဲ့ကြတယ်အခုသူတို့အာဏာရှိတဲ့အချိန်မှာလဲနော်သူတို့ကတစ်ဖက်တွေကိုပြန်ပြီးတော့သူတို့တကယ်တိုင်းပြည်ချင်းပေါ့ဗျာနော်အနိုင်မကျင့်ဖို့ဦးနှင်းမဖြစ်ဖို့လိုတယ်အတိအမှန်ပြုဖို့လိုတယ်အဲ့တော့ကျွန်တော်စဉ်းစားရလေရှိတော့ဗျာအရင်တော့ light တစ်ခုအနေနဲ့လွှင့်မလို့အခုကိုမောင်နဲ့စကားအပေးယူလေကြောတဲ့သွားတဲ့ခါကျွန်တော်လည်းပြောမလားလို့ကျွန်တော်တို့တိုင်းပြည် agent တိုင်စကားမဆက်ဗျာဒီလိုရှိသေးတယ်စကားမဆက်ကျွန်တော်နဲ့ကျွန်တော် channel မှာတစ်ခေါက်လောက်ကျွန်တော်စုံရအောင်လေနော်လာမယ်စုံမယ်နော်ဆက်တယ်လည်းကျွန်တော်ခိုင်းလိုက်ပါအောင်ဘယ်ချိန်လာမယ်ဆိုတာပဲပြောကျွန်တော်တို့အားတဲ့ရက်ကျွန်တော်တရက်တိုက်ကြမယ်လीနော်ကျွန်တော် channel ရှိပါတယ်အဲ့မှာကျွန်တော်ခေါက်လောက်ကျွန်တော်အပေးမေးယူလေတာမျိုးလေးပြောဆိုလေးနဲ့သွားရအောင်ဒီတိုက်ကလည်းမပူနဲ့တများလေးကူခံပါပါလို့ကြက်လိုက်ပြောရအောင်ကျွန်တော်လာခဲ့မယ်လေတဲ့ဟုတ်ကဲ့အဲ့တော့ဗျာနည်းနည်းကျွန်တော်ထုတ်ပြပါအောင်နောက်တဲ့ဥစ္စာလောက်ကြာရင်ကျွန်တော်လည်းနောက်အခုချုပ်ရလဲဆောင်းအောင်နားထောင်နေတယ်ကျွန်တော်လည်းချိန်ရလဲစိတ်သွားတော့9မိနစ်ပေါ့နော်
အဲ့တော့9မိနစ်ဒီအတွင်းလေးမှာပေါ့ဟုတ်လားကျွန်တော်ကဘာကိုပြောရင်လဲဆိုတော့ကျွန်တော်ဗိုလ်ချုပ်မှုကြီးမင်းအောင်နိုင်နေဟာနေစဉ်းစားကြည့်တယ်သိရပါလားကျွန်တော်ဘယင်လည်းဖြစ်ချင်တယ်ဗျာဖျားလောင်းလည်းဖြစ်တယ်ဟုတ်တယ်ဗလားအဲ့တော့ငါဘယင်လည်းဖြစ်ချင်တယ်ဖျားလောင်းလည်းဖြစ်ချင်တယ်ဖျားလောင်းလည်းဖြစ်တယ်လက်ရှိတိုင်းပြည်မှာလည်းတာဝန်ကြီး3ရက်အာဏာကြီး3ရက်ကိုငါကင်ထားတယ်ငါလုံလို့ရတဲ့အချိန်မှာငါဖျားလောင်းစိတ်ဓာတ်နဲ့လုံမယ်နော်ငါတိုင်းပြည်ငါအမျိုးမပြောက်ဆုံးမှုမပြတ်သုံးမှုအတွက်ငါဖျားလောင်းငါစိတ်ဓာတ်နဲ့ဟုတ်လားငါလုံမယ်လို့ကျွန်တော်ဗိုလ်ချုပ်ကြီးမင်းအောင်နိုင်ဆိုကျွန်တော်အဲ့နေရာမှာကျွန်တော်ဟာနဲ့ကျွန်တော်အရင်ုံရင်းဖြစ်လိုက်မှာနော်ဖြစ်ပြီးတော့ကျွန်တော်ကဖျားလောင်းဆိုတဲ့အတွက်ကျွန်တော်ကပညာလည်းရှိတယ်လေဗျာပညာလည်းရှိတဲ့အတွက်ကျွန်တော်တို့တိုင်းပြည်မှာဟုတ်လားရှေ့နောက်ဖြစ်ပျက်ခဲ့တာတွေလက်ရှိဖြစ်ပျက်နေတာတွေကိုလည်းကျွန်တော်ကမြင်တယ်နော်မြင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အမာကြီးဒေါအောင်ဆန်းစုကြည်နဲ့ပဲအရင်ဆုံးစကားပြောမှာအမာကြီးရေနော်ကျွန်တော်တို့တွေဗုဒ္ဓဘာသာတွေဖြစ်တဲ့အတိုင်းပဲဟုတ်လားပြီးသွားတဲ့အတိတ်တွေကိုကျွန်တော်တို့ပြန်ပြင်နေလို့မရဘူးပြန်ပြောနေလို့မရဘူးနောင်တတွေအတိတ်တွေကအာကုသို့ပဲအမာကြီးလက်ခံလားနော်ကျွန်တော်ကတော့လက်ခံတယ်ဟိုကအမာကြီးကလည်းလက်ခံပါပဲဟုတ်တယ်မောင်လေးနော်ငါတို့တွေကဗုဒ္ဓဘာသာတွေဖြစ်တယ်အတိတ်ဆိုတာပြင်လို့မရဘူးပြောင်းလို့မရဘူးအဲ့တော့ငါတို့ပြစ္ဆုတ်ပံကဲအခုမောင်လေးဘာဖြစ်ချင်လဲမေးလာလို့ရှိလို့ကိုမောင်ပြောသလိုပဲဟုတ်လားအမာကြီးကိုလည်းကျွန်တော်ကအတိမဲ့ပြုပါတယ်နော်ကျွန်တော်တို့လည်းအမာကြီးကကျွန်တော်ရဲ့တည်ရှိမှုကိုလည်းအတိမဲ့ပြုပေးပါနော်အဲ့တော့ကျွန်တော်တို့စစ်တပ်ကြီးကတော့ဒီလိုအချင်းပြတ်ကြာစားမှုတွေနဲ့ဒီလိုမျိုးဖြစ်နေပြီနော်အဲ့တော့ကျွန်တော်တို့ဝန်ထမ်းဌာနတွေမှာဆိုရင်လည်းအကုန်လုံးဒီစစ်ယူနီဖောင်းဝန်ထမ်းကျွတ်တွေကအကုန်လုံးနေရာတွေယူပြီးတော့ဒီဝန်ထမ်းဌာနကြီးတစ်ခုလုံးဘီရိုကရက်ရန်နေရာကြီးတစ်ခုလုံးအမာကြီးရဲ့အချင်းပြတ်ချစားနေကြပြီသိရပါလားကျွန်တော်လည်းမနိုင်တော့ဘူးဘလို့မှမဖြစ်တော့ဘူးเนาะအဲ့တော့ကျွန်တော်တို့အချင်းချင်းဟုတ်လားနံပါတ်1ဒီအချင်းပြတ်ချစားမှုတွေကိုလည်းကျွန်တော်တို့ဖြေရှင်းကြမယ်နံပါတ်2အမာကြီးရဲ့ကျွန်တော်တို့တိုင်းပြည်ဟုတ်လားဟိုတိုင်းသားဒီလက်နက်ကင်ကိစ္စတွေနဲ့ပတ်သက်လို့ပေါ့ဟုတ်လားမဖြေရှင်းနိုင်ပဲဖြစ်နေကြတဲ့ဟာတွေအဲ့တော့ကျွန်တော်တို့မှန်မှန်ကန်ကန်နဲ့တုံးတက်ပြီးဝန်ခံလိုက်ကြအောင်ဗျာဟုတ်လားအဲ့တော့ကျွန်တော်တို့ရဲ့ Federal ပြည်တော်စုကိုအင်္ဂလိပ်ကမြန်မာနိုင်ငံတနိုင်ငံလုံးကိုမသိမ်းခင်ဟုတ်လားအခြေအနေမျိုးကပုံစံမျိုးအတိုင်းဟုတ်လားတွားကြဖို့အတွက်ကိုเนาะကျွန်တော်တို့ဒီတိုင်းသားတွေနဲ့ဟုတ်လားစကားပြောပြီးတော့သူတို့ကိုအင်္ဂလိပ်ကျွန်တော်တို့မြန်မာနိုင်ငံတနိုင်ငံလုံးကိုမအုပ်ချုပ်ခင်ကအုပ်ချုပ်ရေးပုံစံမျိုးပြည်တော်စုပုံစံမျိုးနဲ့ကျွန်တော်တို့တွားကြအောင်ဗျာတိုင်းသားတွေကိစ္စတွေဟုတ်လားဖြည့်ရှင်းဖို့အတွက်ကဲပြည်ရင်းထဲမှာရှိတဲ့ဒီမိုကရေစီကိစ္စတွေဘာတွေညာတွေကိုတော့ဟုတ်လားပြည်သူလူထုရဲ့သဘောထားဆန္ဒနဲ့ပဲဟုတ်လားအားလုံးပါဝင်တဲ့လူတွေအကုန်လုံးเนาะလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲမှာအဖြေတစ်ခုထွက်လာအောင်ကျွန်တော်တို့တွေလုပ်ကြမယ်ပြီးရင်စစ်တပ်ကိုနိုင်ငံရေးမှာဓာတ်ရိုက်ပါဝင်ပတ်သက်မှုမရှိအောင်အတွက်ကိုကျွန်တော်တို့တွေလုပ်ကြမယ်ဆိုပြီးတော့เนาะဒီလိုလုပ်မှပဲကျွန်တော်တို့တိုင်းပြည်ရဲ့ထောင်နဲ့ချီပြီးတော့ကတ်နေတဲ့အနာဆိုးကြီးကိုကျွန်တော်တို့ကရှိနိုင်မယ်လို့ပဲထင်တာပဲဗျာเนาะ